ဇပွဲအကြောင်းရုပ်ရှင်အကြောင်းပြောတာပဲဖြစ်နေတာပဲဒီကျန်တဲ့ပုံကဟုတ်ပါအဲ့တော့ကွာတရားတန်းလာတယ်သူတို့ပြောပြီးမဲ့သူတို့လက္ခဏာကိုကလိုက်လို့ရတယ်ဘယ်လောက်ကြီးဆက်ပွဲတွေဟောနေစပတ်ကိုရှင်းတရားနာချုံအဲ့တော့ပလင်ဘွားနေဖုန်းကြီးကပြောလို့တရားထိုင်ခြင်းနဲ့ကိုယ်အိမ်ကိုထိုင်ကိုယ်အိမ်တရားရှိနေတာဒါမှမဟုတ်တရားချောင်းပတ်ထိုင်ဒါတရားဟောနေတာလေဟုတ်တယ်တရားပြနေတဲ့နေရာမဟုတ်ဘူးမရဘူးဖုန်းကြီးမရဘူးဟဲ့အဲ့တော့ရှစ်တဲ့မဟုတ်ဘူးပလင်ကအဲ့လိုမှဆိုဒီလိုဘက်မှာအမိုးလေးနဲ့ပြောအတော်တွေကသူကဥစီတော့အတော်တွေကသူတို့နဲ့ကိုယ်တတ်ထိုင်နေငါတော့တွဲပြီးတော့ဒါမှစိတ်လည်းမဆိုးပါဘူးဒါသူတို့ဘက်ကလည်းမှန်တာပဲတော့သူတို့လိုက်ပြောပြီးလိုက်ရှိရတယ်မကြိုက်တာဟုတ်တယ်တရားဆိုရင်ဓာကြီးလေးပါအကုန်လုံးစုံပြီးတော့ချုပ်တာပထမလေခန္ဓာကိုယ်ကြီးနောက်အတုပကမ္မထန်လေအတုပါတော့ခုနကပွားယူတာပြက်ပြုတ်ပြက်ဖြစ်တယ်နော်ပြက်ပြုတ်ပြက်သမီးတော့အဲ့ဒါဟိုစာသားလေးတွေနဲ့စာသားလေးတွေစာသားတွေမပြောတတ်ဘူးပြောတတ်ဘူးနော်ဒီခန္ဓာကိုယ်ကြီးကိုဖွားတော့ကိုပဲစိတ်ကနေဖန်ဆင်းယူကြတာပေါ့နော်။နာခန္ဓာကြီးအဖေလိုပဲတည်သွားပြီ။ပေါ်ရမယ်ခန္ဓာကြီးပေါ်ရမယ်ခန္ဓာကြီးစိတ်ပုံယူကြမယ်ခန္ဓာကြီးလောက်ပြီးစားမယ်။အဲ့လိုပဲပွားနေအဖေကလည်းမပုတ်တော့ကိုပဲပွားရင်နဲ့အဲ့ခုနကတော့အခေါင်းမှာသွားမြင်လိုက်တဲ့မဲမဲကြီးကမြင်ကိုမျက်နှာဖြစ်သွား။မျက်နှာဖြစ်သွားပြီးတော့ဖြစ်သွားတော့ငါအဖေလိုပုတ်သွားပြီဆိုအဲ့လိုပဲနေသေးတာနေတော့အဲ့လိုခုနလိုပဲစောစောပြောတော့ပဲအဖွားနည်းနည်းတော့ခတ်ဆဆူဆိုတော့ရှောက်ဆဆူလိုက်တော့အဲ့ဒီကြတော့မှနတ်ပြေရောက်တော့မှလမ်းကဆုံးတာနတ်ဆိုတာမပုတ်မပွားဘူးနတ်တွေလည်းပုတ်ပွားသွားနတ်တွေပုတ်ပွားတာမှကိုပုတ်တာနဲ့ပူဆိုးသေးတယ်ပို့ဆိုးကအရန်လှနေတာလေအရန်လှတဲ့လူပုတ်သွားတော့အရန်ဆိုးတာပေါ့သမီးရဲ့ဘာရဲ့လို့တော့မဟုတ်ဘူးပေါ့အဲ့လိုမျိုးဆိုတော့အဲ့ဒီမှာကိုကအဖွားတော့အဲ့လက်တွေ့ပဲလက်ခံတယ်ဟုတ်ကိုမမြင်ရတဲ့ဟာဆိုဘာမှလက်မခံဟုတ်ကဲ့အကျင့်ကခလေးဘွားတွေကဇက်ဖွယ်ကြည့်တာတော့မကောင်းလဲအောက်ပြီးမိုးလင်းအောင်ကြည့်တယ်ဟုတ်နေအိပ်ပျော်တော့မှအမလီမင်းသားလေးကဘလို့ကောင်းလိုက်တာမင်းသမီးကဘလို့ကောင်းလိုက်တာဆိုမခံချင်ဘူးအဲ့တော့အိပ်မပျော်အောင်နေပြူးပြီးတော့ကြည့်တယ်အဲ့လိုမျိုးဟုတ်ကိုလက်တွေ့ကိုဖွာလိုတယ်အဲ့ခလေးဘွားတွေအဲ့လက်တွေ့ပဲအကူလေးပြောရင်လည်းမှန်နေတယ်မမှန်ပြန်ပြောလိုက်တယ်ဟိုသူ့ကိုပြောဟိုမှာကြည်စမ်းနဲ့ဘူးတူနေတာလေယူတာလေးပေါ့ကိုကတော့ခုနကပြောဆရာရှိပြောတယ်လှုပ်ဆရာရှိပြောလှုပ်တယ်အကူကဒီလိုဆက်ချုပ်တဲ့အမေတို့ကဒီလိုဆက်ရှိပြီးပတ်လက်ဆိုင်နဲ့အထဲဆိုင်အဲ့အရှိရဆိုင်ကမလေးကယူအေးလေးပေါ့နော်ကောင်ကတော့ယူအေးလေးပေါ့ကိုကခလေးလေးသိတာပေါ့7နှစ်73လောက်ပဲရှိတယ်တော့ကမြင်းများကိုလေကအမေအဆွဲလိမ့်နာအမနာပြန်ပြောရမှာသူတို့ကပြောရဘူးတော့ကမြင်းများအဲ့လိုအပူမခေါင်းအခုလည်းအဲ့လိုပေါ့နော်သူများပြောရင်တရားအဲ့ဒီဟာလက်မခံဟိုတဲမှာလည်းနောက်တော့ကလထိုင်နဲ့ထိုင်မဲ့လူတရားလက်မခံဘူးနော်ကျဓမ္မယုံမှာထိုင်အောက်မှာထိုင်တဲ့လူပဲထိုင်ရမယ်လို့နောက်နေ့လဲကြာတော့ပါရီဖြစ်လာဆိုပါစီဖြစ်လာဟုတ်ကဲ့ပါစီဖြစ်လာပြီးတော့ဒေါ်မြစ်ကိုကစပြီးတော့မဖျားတဲ့အခုတဲ့ဓမ္မယုံထဲမှာတဲ့လူဘာလဲလို့မြင့်လို့လူစုတာလားလို့ဟုတ်စုတာလားတရားပေးတာလားလူစုတာလားဟုတ်ကဲ့အဲ့တော့တရားမဟုတ်ဘူးလို့အဲ့ဒါလူစုတာလို့ဘာတရားမှမရပဲလူများတာပဲရှိတယ်ဟုတ်ကဲ့နောက်တော့နိုင်ရှိကအဲ့ဒါဘာတွေလုပ်နေတာဘာလက္ခဏာတွေမိပြီးတော့ထိုင်နေလဲလို့မွေးချီလို့ဟုတ်ကဲ့သူတို့နဲ့ပူထိုင်ပြမယ်လို့ငါကလားကအရှိယူငါထိုင်ကြည့်နေမှာစိတ်နဲ့ဟိုခုနကတင်ရအောင်လို့ကိုရီးယားကအခန်းပြက်ဆိုတာအာရုံမရဘူးကလားပြအရှိလို့ငါထိုင်ကြည့်နေရတဲ့ငါထိုင်ကြည့်ဆိုတော့အမေနဲ့မဖြစ်ဘူးတမီးအဲ့တော့ဘယ်ဖုန်းကြီးမှလည်းလက်မခံဘူးနေလက်ကချာကိုကလည်းပြောထားပြီးတိလရှင်ဆိုတာဖုန်းကြီးဆွန့်ချက်ပြီးဆွန့်ကရမယ်ဝေယဝေစားလို့
တရားနဲ့မပတ်သက်ဘူးလို့မပြောတာတဲ့ပဲ ကိုလုံးမဟုတ်ဘူးဖုံပြီးပါပြီလားဗျာတပည့်တော်ဖုံပေါ့ပါလားနာကံဒါပေမဲ့တပည့်တော်ရှောက်ခွန်းတော့ပြောတာအဲ့ဒီတိလရှင်ထဲမှာတပည့်တော်မပါပါဖျားဆိုတော့အရှင်ပြမှာဟုတ်တယ်လေကွာဒုက္ခရောက်ပြီးတော့ပါအာကိုကြီးတိလရှင်လေးဝစ်ပြီးသူဖုံကြီးနေရှောက်ပြီးရောက်ဆုံးလောက်နိုင်မှာကိုလည်းလှုပ်ရှင်လို့လောက်တော့မနေလို့မရလို့ရောက်သွားတာတိလရှင်ဆိုဆွမ်းတော့မလာဘူးလှုပ်စားပါလားရှောက်ပြီးတော့ခံစားကိုလည်းလှုပ်တတ်တယ်လှုပ်လည်းလှုပ်တော့အဲ့လိုငယ်ကလည်းမဟုတ်မခံလည်းရှိတော့လေဘယ်သူနဲ့မှတော့တိတ်စင်မပြေဘူးပြန်ပြောတာအကိုဒီဆိုရင်တော့ဝင်းနေရတော့သဘောကျတာပေါ့ချက်နဲ့လည်းနဲ့အဲ့ဒီအကိုလေအကိုအမွာညီမနှစ်ယောက်ပါတော့အကြီးမအကိုဒါတေတာသူဒါတေတာအကိုလေစကားရှင်နေချင်နေမပြောရဘူးကြောက်တာဟုတ်နေဘာလို့ကြောက်တာနေမဟုတ်တာလို့ခါပြီးကြောက်တာငါမဟုတ်တာမလုပ်ဘူးငါမကြောက်ဘူး 对，是的嘞，多里把笑嘛，对啦。 ဘာမေးချင်လဲသူမေးချင်တာရှင်မေး ဟိုဘာကတမီတရားနဲ့ပတ်သက်ပြီးတော့တမီမသိနားမဲ့တာလေးမေးချောင်းဖြစ်တာတမီက2023 9လပိုင်းကတော့အန်ကျန်နဲ့လိုက်လာပြီးတော့ဘွားနဲ့ဟိုဓာတ်တော်ယူစီပြီးတော့နာဆေးရက်မှာတော့တစ်ခေါက်ဆုံးခဲ့ပြီးပါတယ်ဘွားဟုတ်အဲ့တုန်းကလည်းဘွားတမီကိုဒီကမ္မထမ်းနဲ့ပတ်သက်ပြီးတော့ဆုံးမပေးလိုက်တာတမီလိုအပ်ချက်တွေလမ်းညွှန်တင်ကြားပြီးတော့ပြောပြပေးလိုက်တာလေတမီတို့ကအများအားကြီးတဲ့အထောက်ပံ့ဖြစ်ခဲ့ပါတယ်ဘွားဘွားဆုံးမပေးတဲ့အတိုင်းရောနောက်လာတဲ့ကူဆရာတော်ဘုရားကြီးတောက်လျှောက်တရားပြပေးတဲ့အတိုင်းရောတမီစူးစမ်းပြီးတော့တန်းနိုင်တမီစူးစမ်းပြီးအားထုတ်ခဲ့ပါတယ်ဘုရားအဲ2021ကနေပြီးတော့ပြန်ပြောမယ်ဆိုတမီတောက်လျှောက်ထိုင်တဲ့အချိန်မှာအဲ့အချိန်လုံးနဲ့တမီအထုဘကမ္မတောင်တောက်လျှောက်ရှားခဲ့ပါတယ်မြင်ခဲ့ပါတယ်ဘုရားအဲ့လိုမျိုးတစ်ဆက်ကိုမတောင်ကိုဝင်တဲ့အချိန်ကစပြီးတော့တောက်လျှောက်ပဲနားလိုက်တယ်တောက်လျှောက်ဘဝပြောတယ်စိတ်ကိုတမီအပြင်မထုံးလဲဆရာတော်ဟောနေလဲနားမထောင်နဲ့ဒီလိုဆိုကိုအတူပါကိုပျောက်သွားတယ်တစ်ချိန်ပြီးရင်တခါအတူပါပြန်ဆွဲနေရတယ်ရှင်းမရဘူးလို့ဘဘရဲ့ဆုံးမစကားလည်းတမီတော့အများကြီးထောက်ပံ့ဖြစ်ခဲ့တယ်ပြင်ဘဘတမီကိုဆုံးမခဲ့ပါတယ်လောကဓာတ်ကိုဖင်ခုထိုင်စာသမားနဲ့ဘရောင်းကပြန်မြင်ပါလေကိုတိတာတော့ကိုပြောတတ်တာအဖွားအဲ့လိုတမီကိုဆုံးမခဲ့တယ်ဟုတ်ပြီးတော့တော့ကိုဘဘဆုံးမတဲ့အတိုင်းပဲတမီတောက်လျှောက်စားလဲအတိကပ်ပြီးတော့စားရေချိုးတက်နိုင်တယ်များတော့တမီစူးစမ်းပြီးတော့အားထုတ်ခဲ့ပါတယ်ကွာအဲ့လိုနဲ့တောက်လျှောက်ကတလက်စီတွေဖြစ်လာရင်းနဲ့ဖြစ်နေဘဘနဲ့2023လောက်ပိုင်းမှာတွေ့ပြီးတော့တောက်လျှောက်လည်းအဲ့နောက်ပိုင်းမှာလည်းတစ်ဖက်မှာလည်းဝကျွေးတွေလည်းမချိမဆန်ခံရတာပဲတမီးဆက်ပါလေဘဘဒီပတနာသမအကုန်ဆက်ခံတော့အတန်းတော်ရှင်းပြီးတော့တမီးဆက်ပြရပါမယ်ဆက်ပြီးတော့တစ်ဖက်မှာလည်းတရားတွေဆက်ပြီးရင်းနဲ့2024ဇူလိုင်လမှာဆရာတော်ဘုရားကြီးတောက်လျှောက်ကဆွဲခေါ်နေကြတမီးအဖြောင်းတန်းရိတ်တာမှာအန်ကယ်တို့စီမှာ10ရက်တော့ဆိုလို့တမီးကိုနှိုးကြတယ်တမီးအမှ10ရက်တိတိကိုတမီးပွားပြီးအားထုတ်ခဲ့ပါတယ်ကွာအားထုတ်ခဲ့တဲ့အချိန်မှာလည်းလာတင်းဆရာတော်ဘုရားကြီးနဲ့ရွှေနေဆရာတော်ဘုရားကြီးတို့ကတပားစီတမီးပိန်းမောင်းပြီးတော့10ရက်တိတိမှာနေ့ရောညတောက်လျှောက်တရားတွေပြပေးခဲ့ပါတယ်ကွာဘွားအရှိတိုင်းမှာပြောခဲ့တဲ့အကြောင်းတွေရဲ့ဆရာတော်ဘုရားကြီးတို့တမီးကိုတောက်လျှောက်တရားပြပေးခဲ့ကျေးဇူးတရားကိုကြောင်းလို့တမီးအချူလိုက်လာမှာတမီးကနာချီခဲ့ပါတယ်ကွာကိုကတော့ကိုယ်ကဘာမှမသိခဲ့ပါဘူးနောက်တော့မှဆရာတော်ဘုရားကြီးတောက်လျှောက်အတန်တော်နဲ့လိုအပ်တဲ့လိုအပ်တဲ့ချိန်မှာဆုံးမစကားပြောပြီးတာလို့အဲ့တော့မှဒါဒီစိတ်ကလေးပြောင်းသွားတဲ့ဥစ္စာတမီးအဲ့တော့မှပဲခန္ဓာကိုယ်ရဲ့စကလုံးတွေတော့တမီးပြောင်းပြတော့ခန္ဓာကိုယ်ရဲ့ကနေတော့တမီးတမောပေါက်ပြီးစိတ်ကောင်းတော့ပြီးခဲ့ရပါတယ်အဲ့လိုပဲသိရတာပဲလေတရားအခုနောက်ပိုင်းတမီးပါဖြစ်လာလို့အဲ့ဇူလိုင်2024ရက်နေ့စပြီးအခုနောက်ပိုင်းတပွားနဲ့ဖြစ်ပြီးတဲ့အချိန်မှာအခုတမီးဘယ်လိုဖြစ်နေလဲဆိုတော့စားရင်လည်းဆင်းရဲမစားပြန်လို့ဒီခန္ဓာကြီးကအတက်မရှိဘူးဆိုပြီးအဲ့တော့အသက်ရှင်မှာတရားကျင့်နိုင်မှာဆိုပြီးစားပြန်တော့လည်းဆင်းရဲမစားပြန်လည်းတခါဆင်းရဲအဲ့ပြန်တော့လည်းဆင်းရဲလာတယ်မအိပ်ပြန်တော့လည်းဆင်းရဲတောက်လျှောက်ကနေရာတိုင်းမှာ
အရာရာတိုင်းမှာတမီးအခုဆင်းရဲနေပါတယ်တစ်ခါမှတစ်ခါဘာ အဲ့ဒါပဲဆက်ပြီးရှုသွားတယ် ဆက်ပြီး အဲ့ဆင်းရဲတဲ့ပေါ်ကပဲသမီးကသမီးပညာဖြစ်လာမယ်အဖွားပြောပြီးเสียမလို့အဲ့ဆင်းရဲတာကိုပဲဆက်ပြီးရှုသွားပေလောက်အောင်ပေချင်လောက်အောင်ပေလို့လည်းမရဆင်းရဲလိုက်တာလည်းမရှိမဆန် တမီး အဲ့ဒါကိုပဲဖမှန်တလဲလဲပဲရှု တမီး နေ တစ် တ ခေါ ယ် က်လေးစိတ်အရန်ဆင်းရဲတော့တမီးငုံမိပါတယ်ဘာငုံပြီးတော့အဲ့ ဟိုဒါပဲဘယ်လောက်ကြီးဖြစ်ဖြစ်အေး အဲ့နဲ့ပဲဆရာတော်ဘုရားကြီးကပြောပါတယ်နင်ကငိုကရီကနဲ့ဘာဖြစ်နေရလဲတဲ့ဆိုပြီးတော့အဲ့ချင်း ငိုချင်တဲ့ခံငိုပလားဘာကြောင့်ငိုလဲဆိုတာပြန်စစ် တမီးအားနဲ့အရန်စိတ်ဆင်းရဲလို့နေရာတိုင်းမှာဆင်းရဲနေတဲ့ခါကျတော့တမီးတင်ရင်လည်းပေးတည်လိုက်ပါတော့ဗျာတေလည်းတေချင်တိုင်းလည်းတေလို့မရအောင်ဆိုပြီးတော့တမီးအားနဲ့ပဲဟိုငိုပါ ဒါတော့ရောက်အောင်ပါလေဒီနေရာရောက်ပြီးတော့မှကြော်မှာ ဟုတ် လေ ကဲ့အဲ့နဲ့ဆရာတော်ဘုရားကြီးကဟို အဲ့ဒါတရားပဲသမီးအဲ့ဒါကိုသမီးဖတ်တာသိချင်အောင်လဲသိလို့မရနေချင်လို့လဲလို့မရအဲ့ဒီထဲကနေသမီးဟာသမီးဒါပဲဖမှန်တလဲလဲရှုတယ်စိတ်ဆင်းရဲလဲငိုချင်ငိုလိုက်ရှုလိုက်ငိုချင်တာဘာဖြစ်လဲဘာကြောက်ငိုလဲပြန်စစ်ကိုစိတ်ကိုစစ်ဟောငါငိုချင်တာငါရှိနေလို့ငိုတာငါမှမရှိပဲဘာငိုတာလဲတော့တူပညာဖြစ်လာလိုက်အဖွားကတော့အဲ့လိုပဲဆရာတော်လည်းအဖွားမလျှောက်ဘူးအဖွားလည်းအဲ့လိုပဲပေါ့ဟိုပေလို့ရရင်ပေတယ်ဘလို့မှလည်းမရဘူးမရလဲအဲ့ဒီပုံမှာတည်ရင်နဲ့မှပညာသွားတူဖြစ်လာဓာတ်ကြီးလေးပါဆိုတာအဖွားစာပြီးတက်လာတာနော်ပေလောက်အောင်ဖြစ်နေတာအဲ့ဓာတ်ကြီးလေးပါပါလဲဆိုခုနကိုကဒါကြီးတွေမြင်လို့သိချင်နေတာအဲ့လိုစိတ်လဲပြောင်းအောင်မမြင်လို့လားဆိုမြင်တာ ဟုတ် ဓာတ်လေးပါဆိုတာဖြစ်သွားတယ်မြင်သွားလို့စိတ်ကပြောင်းသွားတာနော် ဟုတ် ပျောက်သွားတာမဟုတ်ဘူးမြင်ရဲ့ပဲ ဟုတ်ကဲ့ အဲ့တော့မှအဲ့ပေါ်မှာဟိုကရွှေသွားတူအဖားပြောရင်သမီးလိုက်ပြီးတော့နောက်ရံဖြတ်သွားမယ်သမီးကသမီးအဲ့ဒါရောက်နေပြီ ဟုတ်တယ် နောက်တော့ အဲ့ဒါဆက်သွားတော့မင်းနဲ့တော့ ဆက်တာရှု တော့ဒီလိုသိအောင်အဲ့ပြစ်စုံပဲသွား ရွှေနဲ့ကွက်ကိုဖြစ်လာအဖားအဲ့တော့မေးလိုက်ရင်သူများပြောတာဖြစ်မှာတော့မမေးခဲ့ ပြစ်စုံပဲတော့ပြစ်စုံပဲလိုက်ရတာနော်ဒီ အဲ့ဒီဟာအဖွားဆရာတော်ရှိတယ်ထုံးမမလျှောက်ဘူး ဟုတ် ကိုမြိုင်နဲ့မြက်ခွက်အားတခါလဲဇရက်ကြောင့်နဲ့ဇရက်ချက်ထိုးပြီးမြိုင်နဲ့မြက်ခွက်ရှုတာပဲဒီဟာကိုတော့တူလွတ်ချင်အဲ့မြိုင်နဲ့မြက်ခွက်ကြားရမယ်စိတ်ကပြောင်းသွားတယ် အော် စိတ်ပြောင်းသွားရင်ဘုရားဆိုလည်းမဟုတ်ဘူးစိတ်ညစ်ပါဆိုလည်းမညစ်တော့ရေးစရာမှမရှိတော့ပညာဖြစ်သွားတယ်ခုနဓာတ်ကြီးလေးပါကိုကပုတ်တယ်ပွားတယ်ဆိုပြီးတော့စုံမှုနေတာပုတ်တာပွားတာလဲဓာတ်ကြီးလေးပါ ဟုတ် အဲ့ဒီဓာတ်ကြီးလေးပါတော့ဘာလာလဲဝေဒနာရောဘာဖြစ်လာလဲအတုပါ อืม ပညာကြီးပဲ အော် သမီးကွာ အဲ့ဆိုအရာပညာပေါ့နော်ဖွာအရာပညာတိုင်းဖြစ်ပညာကြီးဖြစ်နေရ အကုန်ပညာ အရာပညာတွေပဲ အကုန်ပညာပဲခုနအမေမစားချင်မစားချင်မြဲနေမြခွက်အဲ့ဒီထမင်းလုံးချင်တဲ့မျက်ရည်တွေကကြားနေတာ ဟုတ် ဒါပေမဲ့စိတ်ကဟောငါလည်းအတုပါသူလည်းလောက်ပဲငါလည်းလောက်တယ်ပဲဆိုအဲ့ဒီထမင်းတွေကလောက်တယ် ဟုတ် အဖွားလည်းကိုကြီးလောက်တယ်ဆိုင်နောက်တော့တူပညာဖြစ်လာတာအမဆိုင်ခဏကိုတည်းတန်ကောင်ရတက်လာတာတန်ကောင်ဆိုအဖွားလေအခုဒါဝတ်တယ်ဝါတာအရန်ကြောက်တာ อ๋อ အရန်ယူကြောက်အဲ့ဒါကြောင့်အဖွားရန်ကုန်မှာလာကြည့်တာအဖွားတော့မှမွေးပြီးမဲ့အဲ့ဒီကောင်ကြောက်နဲ့အတော်နဲ့ပဲလာနေတော့တာအဲ့ဒီဟာကြီးကလေတွေ့လားအဲ့ဒီဆန်းသူကကြာပါသူကကြာပါဘယ်ရောက်ပါအစာအိမ်ထဲကအငယ်လေးလူစားနေတာမျိုးစုံအရှိရောအတူရောအလောင်းရောတောင်းကောင်းရော၄တောက်ကောလူစားတော့အဲ့မှာပညာပါဖြစ်ပါလူကြီးတွေပြောတာကိုးကောင်လေးတွေအစာကျွေးမယ်ဆိုတာဒါပါလား อ๋อ အဲ့လိုကြီးနေတာနော်ခုနကတော့မျက်ရည်နဲ့မျက်ခွက်နော်ဒီမှာစားနေရင်းနဲ့လေကြီးနေရင်းနဲ့လေတော့ပါပဲကောင်လေးတွေငြိမ်ကုန်တာငြိမ်တော့ဘာဖြစ်သွားလဲသူတို့ဝါတော့ဘာဖြစ်လဲဒီကတန်ကောင်ကြီးကလည်းငြိမ်ကိုလည်းမစားချင်တော့ อ๋อ ငါစားတာမို့သူတို့စားလို့ဒီကစားပြီးတော့ ဟုတ် သူတို့လည်းဝါငါဘာလို့မစားချင်တော့မစားတော့တာငါမှမဟုတ်လေ ဟုတ် တမီးအဲ့ဒါပညာကိုရာလာဘဒူကိုဝမ်းဝင်တယ်အဲ့ဒီထဲမှာပဲပညာတော့တူပေါ်လာတာ อ๋อ ပြောတယ်လို့အခုဖွားပြောတယ်လို့ပဲ
ဇက်စုပြောင်းသွားတယ်စိတ်က ဟုတ်ကဲ့ပါ အဖွားဆရာတော်ဘုရားရှိတာမလျှောက်ခဲ့ဘူး อืม ဘာဆိုအဲ့ပေါ့သူများပြောတာကိုအသိဖြစ်သွားမှာကြာ อ๋อဟုတ်ဟုတ် အဲ့လိုသူများပြောလိုက်တာကိုမှတ်မိပါရင်ငါဖြစ်တယ်လို့ထင်တယ်ဒါပေမဲ့မသိဘူးလားဆိုတော့နောက်ဆရာတော်ဟောပြီးဆိုရင်အောင်ငါဒါနေရရောက်ဘူးပါပြီ อืม အောင်နောက်ရောက်ဘူးသားပြီငါသိပြီးသားတယ်အဲ့လိုမျိုးတော့ပြန်သိတာပေါ့ ဟုတ်ဟုတ်ဟုတ် အဲ့ဒီကိုမသိခင်ကတော့မနာဘူး อืมอืม ဒီတော့ပေါ့တော့နော် ဟုတ်ကဲ့ ကြိုပြီးတော့မသိကျင်တဲ့ ကြိုပြီးမသိချင်တယ်ဒီမှာပဲသိချင်အောင် အဲ့ သိ တဲ့ သွားပါစေ အဲ့တဲ့လိုက် ဒါပဲရှိ တရားအဲ့ပြစ္ဆုတ်ပလိုက် အကွာအဲ့လိုတက်တာသိသွားပါစေငါအသေးပဲခံသွားမှာ ဟုတ် သူများလည်းငါမပြောငါဆရာတော်ရှောက်ရှင်တော်ကြီးကဆရာတော်တိတာငါအသိဖြစ်တယ်မရှောက်ဘူး อืม သိပါစေဆိုရင်မျက်နှာမျက်ခွဲအပါလဲ อืม ဘယ်တစ်ခါတည်းလေးအဲ့ဒီမှာဗလဲနာသူထိုင်နေရမလားဒီကချွေးတွေရောမျက်ရည်မျက်ခွက်ကောပါဇက်ကယူရာတွေရောထားသွားရင်အောက်မှာကကြမ်းထဲမှာတော့ရွှဲကြံခဲ့တယ်အဲ့ခုထားတဲ့အခုပါအကုန်လုံးမပြီးသွားပြီးရှော့ပြအဲ့လိုဒီမားဒီမှာဆိုရင်အပြောင်းမှုစီးတယ်တခါလဲပြည်တယ်နဲ့ อ๋อ နားလိုက်တယ်ထိုင်ချလိုက်တဲ့တစ်ချက်ဝေဒနာထိုင်တာအမေထားတဲ့တစ်ချက်ဆိုရင်အပြင်းထန်ခံရတယ်တစ်ချက်အပြင်းမခံထိုင်ရင်နဲ့နောက်ကသူကြက်သွားတာပဲထိုင်ရင်နဲ့အဖာစီမလည်းမထည့်နိုင်ဘူးနော် ဟုတ် ထိုင်ရင်နဲ့ပဲကြက်သွားတာပဲ อ๋อ တလားလောက်တော့ခံရတာပဲ ဟုတ် ကိုကလိုချင်လို့ကတုံးနဲ့တုံပြီးပြီ ဟုတ် အဝိလဲပြီးပြီရှိတာတွေစွန့်ခဲ့ပြီအခုမှသွားပြီးသွားနေလို့ဘာမှနဲ့သွားနေစိတ်ကလည်းပြန်လို့မရတော့အဲ့ဒီစိတ်ကိုပြန်မရောက်တော့ဘူးပြန်သွားခြင်းနဲ့စိတ်မရတော့ဘူးအဲ့တော့ဒီဟာကိုကြော်အောင်လုပ်တော့မယ်ဆိုအဲ့တော့သေသွားပါစီအခုနေသေနေငါနတ်ပြည်ရောက်ပြီးဆရာတော်ဖျားပြောတာလေငါအပေမသွားတော့အဲ့လိုနဲ့အဖာကိုအားပေးတယ်ညီနေမြခွက်နေတက်တန်ညပြုံရတယ်မထင်နဲ့ ကိုလိုက်တိုင်းသွားတာကဲကိုပြပြောကဲဘာရှောက်ကိုပြ ဒီ ပြော မှာပဲရှိ ဟုတ်ကဲ့ပါ ဟမ် အဲ့ဒီအမုံလေးဖြစ်တာတော့ဆင်းရဲ ပါလေ ဟုတ်ကဲ့ အဲ့ဒါဆင်းရဲလိုက်တာဆိုတာလည်းသိလောက်ဆင်းခုနအပုတ်ကွာတာဟုတ်တော့ဖြစ်ပြောင်း ကဲဘာရှောက်ရှောက် သိလား ဟုတ် ဟမ် ဒီအ ခ မုံ လေးခလေးပါပေးလေ ပြည်စရာလည်းမရှိတွဲစရာလည်းမရှိ ညဘာမင်းစားတယ်ဘာရှိခါပေးမှာ အခုအဲ့ ဟေးဟိုရှိအောင်စားတယ်အများကြီးလေကလေးအသေးလေး အဲ့ စားလေ ဆင်းရဲတာဝယ်ရှိနေ ဟုတ် အဖမနဲ့အဲ့ထက်ပညာလိုက်အဖမပြောတော့ နော်ဟုတ်တယ်ပြော ဘာမှလည်းဟုတ် အဲ့ဒီဟာကိုပဲဘာကြောင့်လဲအဲ့ဒါကိုပဲမပြောက်စင်နဲ့တမာရီရှူဟို အဲ့ဒီလိုက် ခုနကတမာရီအားကောင်းလို့တို့တပြက်စီများလဲလို့အမုံနဲ့ကန်းသွားတယ်အဲ့ဒီအမုံမျိုးမဖြစ်စေနဲ့ဒါတမာရီဟိုဒါအပြင်းမုံတမာရီနဲ့လည်းအမုံဖြစ်တယ် ဟုတ်ဟုတ် တမာရီနဲ့အမုံဖြစ်လို့တမာရီနဲ့စိတ်ကူလည်းနတ်ဖြစ်တယ် อืมဟုတ် နော်အဲ့ဒါတမာရီကြောင့်ဖြစ်တယ် ဟုတ် ပညာကြောင့်ဖြစ်တယ် ညမဟုတ် နော်အဲ့ဒါလည်းအတုပရှုချအတုပဖျားမြင်လဲအတုပနတ်မြင်အကုန်လုံးကအတုပရှု ဖះဓာတ်တော်တွေလည်းအတုပ အကုန်လုံးမြတ်စွာဘုရားကြီးကြွနေတာကို ဟိုမှာအတုပပဲဟုတ် အခုမဟာမြတ်နုဘုရားကြီးကိုအတုပရှုဟိုတော့ အကုန်လုံးကအတုပပဲဘယ်ဟာတစ်ခုမှပြောလို့မရဘူး မရဘူး တင့်တယ်ဆိုတာမရှိတဲ့သဘော အခုဒီအမုံကလည်းအတုပပဲသူလည်းမြင်တာကိုပြတ်တာ အဲ့ဒါဘာရှိလဲ ဘာမှမရှိဘူး ဘာမှမရှိဘူးဟုတ်ဟုတ် ပညာပဲဖြစ်လာ ပညာအဲ့ပညာမှလည်းဘာမှမရှိဘူးပေါ့ခွာရဲ့ ပညာ မှာဘာမှမရှိဘူး ပညာဆိုတာအသိတွေသမီး ဟုတ် ပညာဆိုတာအကောင်အ အ ထ ထ က် က်ကြီးမဟုတ်ဘူးအဲ့ဒါပညာမှလည်းမရှိဘူးဘာမှမရှိ အ ဘူး မောင်ကလည်းပညာမဟုတ်ဘူးအတုပကလည်းပညာမဟုတ်ဘူးစိတ်ကပြောင်းပြီးတော့သိပါတဲ့ဟာပညာ အော်အဲ့ပညာနိဗ္ဗာန်လားအဲ့ပညာ နိဗ္ဗာန်ဆိုတာသမီးကဘာလို့ဆွဲသမ်းလဲနိဗ္ဗာန်ဆိုတာဥပမာတာပြောနေကြတာဘာမှတွေ့တာချင်းတတ်မှန်ချင်းပူလောင်ခြင်းမရှိတဲ့ငြိမ်းအေးတာလို့ပြောတာအခုအဖွားပြောလို့ရှိတဲ့အဖွားစိတ်ပူကြတဲ့တူမတွေဘာတွေတယောက်ထွန်းတယ်ငါလောကနိဗ္ဗာန်မှာနေနေတာငါ့မပူနဲ့ ဟုတ် အဲ့ဒါနိဗ္ဗာန်ပဲပေါ့ခုဘာမှမပူမလောင်တော့ဘူး အော် နော်ကုံလုံး ဟုတ် စိတ်ပဲလေနိဗ္ဗာန်ဆိုတာလေ စိတ်ပဲ စိတ်ပဲလေတမျိုးအကောင်ထဲမှာ မရှိဘူးဟုတ် ခုနတော့တောတာပန်ဆိုလဲအကောင်ကြီးမဟုတ်တရာဂန်ကအကောင်ကြီးမဟုတ်ဘာမှအကောင်ကြီးမဟုတ်စိတ်ပဲပြောင်းသွားတာခုနလောဘဒေါသပြောင်းသွားတယ်ခုနလူချင်းတတ်မှတ်တာတွေပြောင်းသွားတယ်အဲ့ဒီထဲမှာခုနလိုပေါ့ဖြစ်လာတာတော့ပြန်ပြီးတော့ထိန်လိုက်တယ်ဒါမှမဟုတ်ဟိုမြဟိုနေ့ကဆိုရင်လူကြားထဲမှာဒီလူတွေကြားထဲမှာအမေကိုဟဲ့86နှစ်ကကြောက်ကပါကယူစားကပြောထဲနေတာလေအော်ဆရာတော်ဘုရားတပည့်ဝေကျွေးဆက်နေတယ်ပြောဒါနဲ့အဖွားငယ်စာတိဆိုရင်ဘာသူပြန်ပြောတယ် ဟုတ် နော်
ဒါပေမဲ့တရားမရှိလို့လားရှိတယ်နေလိုက်ပြီးတော့နောက်တစ်ခါကျတော့ဒီလူကငါမပြောဘဲနဲ့ထောက်လျှောက်နေစော်ကားနေသူလည်းအကူ သူများတော့မယ်ဟုတ် အဲ့နောက်တစ်ချက်ညနေကလို့မျိုးချုပ်တော့မှလက်ခေါ်တော့မှဒီဘောင်နေဘလောက်အသက်ရှိပြီတဲ့အဲ့တော့မှပြောနေဘယ်ခက်ကိုမိလဲသူ့ပြန်ထိန်လိုက်တာ ဟုတ်ဟုတ်ဟုတ် ပြောရင် သူဟုတ်တယ်သူ ဂျာဒူကြီးသူကရထားလာလေ ဟုတ်ငွေကြီးအောင် တာဝန်ကိုကြည့်အောင်လုပ်တာဘသူမှစောက်တည်တိုင်ပြီးတော့ဘူချုပ်တော့စောက်နေတောင်းညာဒီမှာဖြစ်နေတာအရှိမတော့ဘာဖြစ်မလဲတော့မသိဘူးအဲ့တော့ဆိုအောင်ငါဒီလူတော့ငါသိအောင်ပြောမှအဲ့ဒါနောက်တစ်ခုပြန်သွားတော့မှနေပါဦးမိခဲ့တယ်ပဲအသက်ဘယ်လောက်ရှိပြီလဲအဲ့လိုမြင်ရတာငါဂျပန်ခင်ပြီးတော့ခါစားပလာခင်ပြီးတော့မဝတာမိတဲ့ရဝတာပြီးတဲ့ပုံပြီးလာလားသူ့ကြောင့်နေသူ့စာအားနဲ့ဆိုတာနားလေငါအသက်ကြီးသွားတော့ငါပတ်တာငါနေနေတာတရားကြောင့်မပြောပါဘူးတရားနဲ့လည်းမပန်းမပြောဘူး တရားလည်းပဲ ဒီမှာလည်းသူတို့မပြောပါဘူးသူထမ်းနေတယ် ဟုတ်ဟုတ် အတူတူရပါတယ်ကျမအေးပဲနေစဒါတော့အရှိရောက်သွားတာအပါဒီနာနဲ့အရှိခုနောက်ကိုဆုတ်ခိုင်းရတယ်သူနဲ့မကြားရမနေရမရှောက်နိုင်လို့ရှောက်နိုင်ပါလေသူတို့အကူတူနေရဒါပေမဲ့တော်တော်ညဲနေသွားတယ်ဆရာသူဆိုအဲ့အိမ်ကနေအခုလို့ဆရာကြွညံနေဘာမှမဟုတ်ဘူးသူကတချင်းဆိုတယ်လို့ပဲဆဲလာဆိုတာ ပါဇက်ကလေးဝစီရ သူတို့က တခါတည်းအမှုကောင်းကွာတရားထိုင်ခလေးလေးစကားလည်းမပြောသူလမ်းလည်းမလျှောက်သူအဲ့ခလေးလေးကိုခုနကငါနဲ့ကိုင်ပြီးတော့သူကပြောတာဒါပဲထင်တယ်ခလေးလေးတွေကဘာမှသိတာမဟုတ်ဘူးသူကလည်းခလေးတွေကဒါပဲထင်တယ်ဆိုပွင့်ထားတာလေးကကော့ပြတာအဲ့ဒါလမ်းလျှောက်ပြောတယ်ဒါခလေးကိုသူတို့ပေးတဲ့ပညာဒါပေမဲ့မဟုတ်ဘူးသူ့လောကနဲ့သူတို့ကပြောစင်တယ် အနိဋ္ဌချင်း ကြည့်ပြောတနာပါလည်းမသိတော့ကလေးကလည်းဘာမှသိတာမဟုတ်သင်ထားတဲ့အတိုင်းလေးတတ်တာလေးလုပ်ပြနေတာဒါကိုနေတတ်ဖို့ပဲအရေးကြီးတယ်ဒီလိုတမအဲ့ဒါကိုဆရာကျမစေတာကနာကိုပြောတယ်ဒီလိုရိုက်စံ တဲ့ဒီလိုဆိုပတိနာအခုအင်းကတမျိုးဒီလိုမျိုးမှာထားတာလေဒီကတမီးတဲ့ဒီမှာနေရှူတော့မျိုးတော်လေးနေကိုညောနေတာမငြင်းအပ်တဲ့ပုဂ္ဂိုလ်တွေညောနေတာနေလာမှကြွမှာမို့လို့ဆိုအခုဆရာရဲ့ပူရတဲ့မြတ်တာပါဆိုကြွပါပါတယ်9ယောက်ကကြွသွားအဲ့ဒါမန်ယူကလာပြီးတော့မှတယ်ဆိုတော့အဲ့တော့ဒီနာနေသူတို့စီမှာအမြတ်တောင်းတောင်းနေမှာပေါ့ပြတော့မန်ယူကအဲ့ဒါကြွခရင်ကိုတော့မပြောသူကသူတို့ပြောကြမဟုတ်ဘူးလို့အဲ့ဒါနင်တို့အမြတ်မပေးလို့အဲ့ဒါအမျိုးဆက်တွေအမြတ်ပေးလို့နင်တို့တရားထိုင်အမြတ်ပေးတော့ကြွကြပါတယ် ဆရာလေးမေးစရာရှိလို့တဲ့ မေးပါ မောင်မွားပေါ်တာလေတခါတည်းတမ်းပြီးတော့အဲ့ဒီအစိမ်ဒါရောက်သွားတာလားတမျိုးဒီကြားထဲကဝေဒနာလေးချုပ်ပြီးတော့မှရောက်သွားတာစီ ဟုတ်တယ်နီအမှုမွားပေါ်လေဆိုတာကအဲ့လိုတမာရီအာကောင်လည်းပေါ်တယ်အဖွားတို့လည်းဖြစ်ပါတယ်တမာရီအာကောင်ကိုပေါ်လာတော့ငါအမှုဖြစ်သွားရင်မဟုတ်ဘူးပြီးသားကြတော့ကိုယ်စိတ်ကိုပြန်စစ်တော့တဲ့ဒုညင်းမပြောင်းသွားဘူးလေခုနအမောနောက်ထိုင်တော့ခုနတမာရီအရှိန်နဲ့အမှုဖြစ်ပါတယ်ဒါပေမဲ့စိတ်လည်းမပြောင်းဘူးအမြင်လည်းမပြောင်းဒါမဟုတ်တမာရီအရှိန်ကြောင့်ဖြစ်တယ်အဲ့ကွက်ကိုပြောင်းနေဆိုအဖွားဆိုရင်အဲ့အတုပါကပုတ်ပွားတာအချင်းချင်းအဖွားပြုတ်ပြက်ကြတာတခါတည်းမှုံသွားတာမဟုတ်ဘူးနော်ခေါင်းတတ်ပြုတ်လိုက်ချီတယ်လမ်းသွားရင်လည်းတခါခေါင်းပြုတ်ကြသွားတခါတည်းဆရာတော်ဖျားဆွန်းတာစိတ်ကတကနေဆိုခေါင်းရပြုတ်ကြပါတယ်ပုတ်ပွားပြီးတော့ပြုတ်ကြတယ်ဟိုလက်ကြီးကပြုတ်ကြလမ်းသွားရင်လည်းကိုကပြုတ်ကြထီကပြုတ်ကြအဲ့ဒါကအဖမှန်တလဲရှုသွားတာဟိုတခါတည်းအမှုတ်ကြီးဖြည့်ပြီးတော့ဟိုအမှုံအဲ့ဒီအမှုံမြင်လောက်တဲ့အချိန်မှာကိုယ်စိတ်ကငါနတ်သမီးဖြစ်လာတာပဲနတ်သမီးတမာတိအချိန်ကရှိတာလေစိတ်ကြောင့်ဖြစ်တဲ့နတ်ပညာနဲ့ဖြစ်တဲ့နတ်မဟုတ်ဘူးစိတ်ကနတ်လို့မှန်းလိုက်လို့နတ်ဖြစ်သွားတာဘာလဲတမာတိတွေရှိနေလို့ဟုတ်လုံးဝတမာတိမရှိတဲ့သူကြတော့လည်းမှန်းရင်မဖြစ်ဘူးပေါ့ဒီအောက်ကထိုင်နေတဲ့အချိန်မှာဝေဒနာတွေကတက်တယ်ပေါ့တဲ့အဲ့ဒီဝေဒနာပညာပဲဝေဒနာတက်နေတယ်တက်တဲ့ဝေဒနာကိုလည်းကိုကလွတ်နေတာပေါ့အဲ့အချိန်မှာဒီ
ဒီခေါင်းလေးတစ်ခုလုံးကမှုံနေမှုံအမွားတွေအောက်ကကျတော့ဝေဒနာတွေကခံစားနေရတယ်အဲ့နှစ်ခုလုံးကိုလူကသိနေတော့အဲ့လိုမျိုး သိနေအဲ့ဒီဝေဒနာကိုသမီးဝေဒနာရှုနေလားအတုပရှုနေလား အဲ့ချိန်မှာအာတုဘက သမီးစိတ်ပါရှိနေတယ် အာတုဘပို့တဲ့အတောင်ကြားတဲ့အချိန်မှာဆက်ဆုပ်ရွံရှာတဲ့စိတ်တွေဖြစ်တယ်အဲ့လိုမျိုးဖြစ်တယ်ဒီဟာကြီးကလည်းအမှုံလေးပေါ်တယ်ဒီမှာလည်းဝေဒနာကလည်းတက်နေတယ်တပည့်တော်လည်းဟိုကိုလို့မရှုတော့ဒါပေမဲ့နှာသေးွားတော့ရှုနေပေါ့ အဲ့ဒါသမီးကအတုပဆိုအတုပပဲရှုနေရမှာခုနဓာကြီးကအမှုံလို့လည်းမရှုနဲ့ဒီဝေဒနာကလည်းအတုပပဲအတုပကြီးပေါ်ရမယ်ခန္ဓာပေါ်ရမယ်ခန္ဓာလောက်စားရမယ်ခန္ဓာတွေးဖို့ပြီးဖို့အဖမှန်တယ်လေဒါပဲရှုဒါပဲရှုဒါပဲပေါ်မှာဒါပဲရှုဒါပဲပေါ်မှာသူကခုနခါထုံထိုင်စားနဲ့ပထဝီတွေတက်လာပြီဆိုရင်အတုပရှုနေခါဖောင်းကားပြီးတော့အပုတ်ကြီးပေါ်လာတာအပုတ်ကြီးကဖောင်းကားပြီးတော့အဲ့မှာကတခါတည်းဝါရောတွေကတွန်းလာပြီဆိုရင်လောက်တီးစားတာတို့ပါအဲ့လိုဟာတွေကမြင်လာတာပဲဒါပေမဲ့အဲ့ဒါကအတုပပဲရှုနေရတာဘာဖြစ်တယ်ညာဖြစ်တယ်ခုနအဲ့ဒီခုနသမီးဖြစ်နေတာလေအတုပပဲရှုနေရမှာငါခန္ဓာကိုယ်ရအတုပသမီးကခုနဝေဒနာကိုတတ်တတ်ရှုတယ်အမုံတတ်တတ်ရှုတယ်စိတ်ကနှစ်ခုဖြစ်တယ်ဝေဒနာတိမ်မကောင်မှာအခုဖွားလို့တဲ့ထိုင်အခုဖြစ်တာပဲဝေဒနာပထမမပြောက်ဘူးသေဝါမှပြောက်တယ်အဲ့ခုနအတုပရှုနေတာအဲ့ဝေဒနာတက်လာတာကိုငါဝေဒနာမရှိတော့ငါခန္ဓာရုံပုတ်လာလို့ထုံလာပြီးပွားလာမှထုံလာပြီဝေဒနာပဲထုံနေတာမြင်တာမဟုတ်အတုပဒါမှမဟုတ်ကိုကအဲ့ဒီမှာအတုပရှုငါခန္ဓာကိုယ်အတုပကြီးပွားလာပြီးပါခုနထုံကျင်လာပြီးပွားလာပြီးအဲ့အတုပနှလုံးသွင်းလို့အတုပဖြစ်သွားတာဝေဒနာဖြစ်လို့အတုပကိုမြင်တာအတုပကြီးကမရှိဝေဒနာဆိုတာတရားရောက်ဖြစ်မရှိတော့ဘူးအမှုန်နေဆိုရင်ဘာမှခံစားရတာပဲအခုလည်းအဖွားတို့မရှိမဆန်ခံရတာပဲဝေဒနာတက်တာပဲဝေဒနာ ဝေဒနာတက်လာရဲဆိုရင်ပြောင်းလို့ရလားပြင်လို့ရလား ပြောင်းလို့အဲ့ဒီဝေဒနာကိုသိညှိခံပြီးတော့ပေါ်ရမယ်ခန္ဓာပေါ်ရမယ်နိုင်ဒီဝေဒနာသိမကုန်ပါလေဝေဒနာပဲရှိဝေဒနာပေါ်ကနေဒီကဝလုံးထပ်တလဲလဲရေးနေတာ ਨੇ တူပဲဟုတ်အဲ့တော့ဝလုံးရသွားပြီးနောက်ထပ်ကိုပါရေးရမလဲဆိုအတုပကြီးကခုနမရှိမဆန်ထုံကျတက်လိုက်အတုပကြီးပွားလာပေါ်ပါမယ်ခန္ဓာပေါ်ဝေဒနာတော့ဝေဒနာဘူးဝေဒနာမနှလုံးမသွင်းဘူးအတုပပဲမြင်တာမဟုတ်အတုပပဲနှလုံးသွင်းတယ်အဖွားတော့အဲ့လိုသွင်းတာလေသူများတော့မသိဘူးအဖွားတော့မရှိမဆန်ပုတ်ခါတဲ့ခြုံကြည့်တက်လိုက်အတုပပေါ်လာပေါ်ပြီးအဲ့လိုနှလုံးသွင်းခါအပုတ်ကြီးဖြစ်သွားအဲ့လိုဖြစ်သွား အဲ့ဒီခါကျရင်ဝေဒနာရှိသေးတာပဲလား သမီးအဲ့ဒီဝေဒနာပြန်ညှို့ပြန်အတုပပဲညှို့လိုက်ပြီလေဝေဒနာဆိုတာမကြံဘူးရှိတော့သူ့မှာကိုမညှို့ပဲစိတ်ကတခုပဲထားလို့ရတယ်အတုပညှို့ဝေဒနာညှို့တာခုနသမီးကအခုနှစ်ခုလှမ်းညှို့နေပါဘူးခုနဝေဒနာပဲမစိမဆန်ထုံကျင်နေတာမခံကျင်တော့ဖြစ်နေအဲ့ဒါကိုပေါ်လာမယ်အတူပေါ်မယ်ခန္ဓာပေါ်မယ်ခန္ဓာမြင်တာမဟုတ်ဘူးဒီမှာဖြစ်နေတာလဲထုံနာကျင်တာပဲဒါပေမဲ့ထုံနာကျင်တာလို့နှလုံးမသွင်းဘူးဟုတ်ကဲ့ပေါ်မှာခန္ဓာကြီးပေါ်လာပေါ်လာအလုံးနှလုံးတွင်းနေအဲ့ဒီကုနာဝေဒနာစိတ်ကပျောက်ပြီးတော့အဲ့ဒီဒါကြီးကဖောက်ကားပြီးတော့ချီးလက်ကြီးကားရမြင်ပါအဲ့လက်ကြီးတွေအလိုကားတက်လာအဲ့ဒါဖြစ်သွားပြီဟုတ်အဲ့အတုပတစိတ်ပဲဝေဒနာခုနသမီးအတိဝေဒနာပြန်ရှိဝေဒနာပဲဖြစ်မှာဝေဒနာသိမှကုန်တယ်အုပ်ဖားလို့လည်းခံရတာပဲဝေဒနာဖြစ်လာရင်ဖားလို့လည်းတူတော့ရှိရတာပဲဝေဒနာပျောက်သွားတာမှမဟုတ်ဘူးဒီရုပ်နဲ့ဒီနာရှိပူဆိုတာတက်တဲ့စာဆိုင်တက်ပြီနော်ပူတဲ့စာဆိုင်ပူပြီဒါဖြစ်တာတနေ့ကဆရာငချင်နေစားတာအဲ့ရှင်နဲ့တရားထိုင်ဖျားရှိခိုးလို့မနိုင်တော့ချပြီးတော့အဲ့ဒါပြန်နောက်မှခါပြန်လို့အလုပ်ကိုနှစ်ကြောက်လောက်ပြန်လို့ရတယ် ဟုတ်ကဲ့လို့ အဲ့ဒါယုတ်ကအာဟာရချ ဟုတ်ချင်းချင်း အာဟာရလည်းယုတ်ကလည်းအာဟာရပဲဟုတ်ကုံလုံးကတရားကြီးပဲဟုတ်အဲ့မှာဒါမှလည်းအာဟာရကိုကမတဲ့တာမဟုတ်ဘူးစားရင် तू ကတက်တဲ့အကားဆိုတက်လဲဟုတ်အိတ်ချင်တာများလာတယ်တရားမှားတာအစင်မချောတော့ဘူးဟုတ်
အပူတွေအရန်ဆိုင်အရန်တခါတည်းချွေးတွေတန်နေထပ်ပြီးတော့ပထဝီဓာတ်ကအရန်ဟိုတေဇောဓာတ်ကအယောင်လောင်ပြီး အာဟာရကြောင့်လည်းဖြစ်တာပဲအဲ့တော့အစားကလည်းဖြစ်တယ်စားအောင်မစားတော့တာငါဟိုဟာကြီးစားမယ်ဒါကြီးစားမယ်မစားတော့ခုနဖြစ်တတ်တဲ့ဟာကငါတလောက်ဒီဆိုင်ကြိုက်တယ်ကက်လာတာအဲ့ဝေဒနာပူခံရတယ်ဒါပေမဲ့မတည့်တဲ့ဟာမစားဘူးပေါ့ဝိယုတ်တိစားပြီးဆိုရင်ပတ္တိဝတေဇောရီကတအားလောင်ပြီအဲ့တော့လျှော့စားအဲ့လိုပေါ့ဟုတ်ကုံလုံးပညာရွတ်တယ်ဟုတ်ကဲ့ဟိုတက်ဝေဒနာလိုက်ဆရာမလို့ဝေဒနာသိမကုန်အတုပါနှလုံးသွင်းနေအဲ့ဝေဒနာလည်းအတုပါပဲရှိဝေဒနာလည်းအတုပါဆိုအဲ့အတုပါရှူရင်နဲ့နောက်အတုပါဘယ်လေဘဖြစ်သွားတော့လဲဝေဒနာကြောင့်မြင်တာပဲအတုပါဆိုတာလေစိတ်တွင်နေဝေဒနာမရှိရင်အတုပါလည်းမရှိလွင့်နေတာဝေဒနာလည်းတက်လာတော့အဲ့ဝေဒနာကိုမခံချင်တော့ဘူးသိမကုန်မှာအကောင်တော့သူ့မရှိဘူးငါအတုပါရှိမှာအတုပါပဲနှလုံးသွင်းနေမြင်းနှလုံးသွင်းနေတာခုနထုံးပြီးတော့ခါလေကျင်းတက်လိုက်အတုပါကြီးပွာလာနှလုံးသွင်းမှန်ပါတယ်ပွာလာပြီအတုပါကြီးပွာလာအဲ့တော့ပွာပြီးတော့ခါလေမြင်လာတာကျင်းပြီးတော့ကြိုက်လိုက်ဆိုအတုပါအယူဆိုဖြစ်လိုက်ဆိုအယူဆိုပေါ်ပါဘူးမရှိမဆန်းအဲ့လိုနှလုံးသွင်းတာအဖွားတော့အဲ့လိုပဲနှလုံးသွင်းတာတခါတည်းလေးအရှိမပေါ်ပါလေစိတ်ကအပြင်ရောက်တာနဲ့အရှိရောက်ပါပြီအတုပါအဲ့ဒီအတုပါကိုယ်ထက်ပြောင်းဝင်အောင်ဆိုနှလုံးသွင်းရတာကပ်ပြီးတော့ခန္ဓာကိုယ်ကြီးဖြစ်အဲ့တော့အဲ့အတုပါရဖတ်ဆိုဆိုမှကိုယ်စိတ်ထဲရောက်တော့မှစိတ်ကဖြစ်တာဟုတ်အဲ့တော့ကိုယ်စိတ်ကကိုယ်စီရောက်တော့မှဒီအတုပါလည်းကိုယ်စီရောက်လာအဲ့ဒါပဲပြန်ရှုတမီညင်နာပေါ်မှာပဲရှုနေအဖမ်းမှန်တလဲလဲရှုနေဘာလို့အဲ့အဖမ်းမှန်တလဲလဲရပညာဖြစ်တာဒါရုပ်မရှုချင်ဘူးဖြတ်ပြလို့ရတာမဟုတ်ဘူးကြော်ပြေးလို့လည်းမရကြော်သွားရင်လည်းကြံခဲ့မှာပဲဖြတ်ပြချင်လည်းပျောက်သွားမှာအဖမ်းမှန်တလဲလဲသူ့ပဲရှုအောင်ရှုရင်သူ့စီကပညာဖြစ်လာအဖွားတော့အဲ့လိုပဲမြင်တာအဖွားစားလည်းမတောက်ဖတ်လည်းမတောက်ဆရာတော်တရားလည်းမနာဘူးအဲ့တော့ကိုကိုပဲလည်းဖန်တက်တယ်ဆရာတော်လည်းမရှောက်ဘူးမရှောက်တော့ကိုကငိုချင်လည်းငိုတာပဲငိုတာငိုရင်ကနေပြီးတော့ပြင်ဖြစ်သွားခုနမစားခြင်းနဲ့တူလာအတူပါမစားတော့မှဖြစ်ပဲတူလာအတူပါငါလာအတူပါတူလဲလောက်တယ်ငါလဲလောက်တယ်ဆိုင်ဟောပညာတော့ဝင်ချင်းဝင်သွားပြန်လာအမြဲတမ်းဝင်လာဆိုတယ်မဟုတ်ဘူးဟုတ်အမြဲတမ်းပညာဖြစ်နေရှုစေတာဟုတ်လောက်ရှုဝင်ချင်းတဲ့နေမှာပညာဖြစ်ချင်တဲ့နေမှာဖြစ်တယ်အဲ့နေမကောင်းစိတ်တွေကိုကအပြင်းမထွက်ဘူးဆိုတရားပူရတယ်နဲ့လားစိတ်မလွင့်ဘူးလေနေမကောင်းနေခါကောင်းနေကြိုက်တယ်အဲ့ဒါခါတော့ဝေဒနာရှုအဲ့ဒီမှာတရားပူရတယ်အဖွားတော့လက်တွေ့ဆိုတော့အဲ့ဒါပဲသိတယ်ဝေဒနာတရားနေမကောင်းတာတခါတော့ဘယ်နေမကောင်းဆိုတော့အဖွားမနာအဲ့နေမကောင်းတာပဲခါထိုင်နေမကောင်းတာလည်းဝေဒနာပေါ်တာပဲနော်ဖွာဝေဒနာပေါ်တာပဲအဲ့ဒီဟာကတရားပဲလေအဲ့ဒီကြတော့မှလေမရှိမဆက်နေမကောင်းလို့မသွားချင်တာကိုရအောင်သွားလိုက်အဲ့ဒီနေပညာတိုးလာတယ်ဝေဒနာကိုဒါဝေဒနာပေးတဲ့တရားလေဝေဒနာပဲဟုတ်နားလဲလာတာသမီးဟုတ်ကိုသိလာတာနော်သူများပြောစရာမလိုအဲ့ဒါကြောင့်ကိုယ်ခန္ဓာကိုယ်ထဲမှာဒီရုပ်နဲ့ဒီနာသူများအားကိုရောက်ကိုရှောက်သွားတယ်ကိုဆရာတော်ပြောကောင်းလို့ဒီဆရာတော်ကပြောတဲ့အေးဆရာတော်ကအမူအရပြန်စော်ထားတာမပြောတာဆရာတော်ပြောလိုက်ရင်ဆရာတော်အသိငါအသိဖြစ်မှာဆိုလို့အေးငါသိမှငါဖြစ်မှာအဲ့လိုအမူအရအတ္တကတော့ကြီးတယ်အဲ့အတ္တကြီးမှအနတ္တရောက်အဲ့လိုအမူအရဖာပြီးအဲ့လက်တွေ့ကတော့ခလေးဘွားတဲ့ခက်ဆန်းဆန်းလက်တွေ့ပဲကြည့်ကြည့်တယ်လက်တွေ့ပဲလက်ခံဒီတခုမှကြိုက်တာမဟုတ်အာတုပါလေးအရေတော့မှမင်းရှုတင်တာနောက်ပြီးတော့အဲ့လိုအာတုပါရှုလို့ရှိရင်မိသားစုကိုစီးပွားရေးကိုပြတ်သုံးတာမျိုးရှိနေတယ်။ဘာလဲရှိမှာသမီးရဲ့ပါစာလို့လေ။ကိုကတရားရှုတာမိဘတွေမှာဘာမှမသိကြဘူး။အဲ့ဒါပဲခုနတော့ဗီဒီဟောလို့အတီဟောမဲ့လူစင်တော့အတုပါမရှိဘူး။ဒါဆိုသူကအပြည့်ရှုတာ။ဟုတ်။ဗီဒီကအတီဟောတာ။အတီဟောတာ။အဗီဒီဆရာလို့ရှိတော့အာတုပါဟိုအ
တိတ်ဟိုပြင်လာတဲ့ဟိုပေါ့ပြင်လာတဲ့တဲ့မရှိဘူးဒီဘက်မှာပဲပြင်နော် အခုရှုတာအခုပြစ္ဆုတ်ပါအခုပြစ္ဆုတ်ပါသူတဟာတရားအတိတ်ကဘာကြီးဖြစ်ခဲ့ပြစ္ဆုတ်ပါအလုပ်ပဲအရင်ကြီးတယ်အတိတ်ဆိုတာတော့ကြံခဲ့တာတော့တုံးဒီရဲလဲကြခဲ့ဘူးတဲ့ပလိဆန်နေတဲ့စုံတဲ့ပြီးတော့ဘာလို့လဲဖြစ်ခဲ့တာဒါနဲ့လူတွေကငရဲကြတာဟိုပလိဆန်ဖြစ်ခဲ့တာဟိုမရှိကျင်တော့ဘူးဟိုနတ်သမီးဖြစ်တာဘယင်းသမီးတော်တို့ဘယင်းသားတော်တို့အဲ့ဒါပဲမဲ့မောနေကြပြီးတော့အဲ့ဒီပုံမှာပဲမျောပြီးတော့အရှိမတူတော့အဲ့တော့တမထောက်တောင်းတင်နေရပါတော့အဲ့ဆိုတော့သူတို့ကဇန်ထဲမှာမျောနေရပါတမထောက် ဇန်ထဲမှာအထင်ဉာဏ်လေးတဲ့ ဟုတ်အထင်ဉာဏ်လေးနဲ့တာယာနေရ ပညာမဟုတ်တော့အထင်ဉာဏ်အမြင်ဉာဏ်ဆိုတာပညာအားလို့ကြာရိုက်ချိုးလို့တော့မရတော့ဘူးဆွဲသွားပြီကွက်ကုတ်ဖြစ်တာစာထဲမှာလည်းဟုတ်အဲ့လိုမျိုးပေါ့အစားလို့ဟောဆိုတော့လည်းမဟုတ်တတ်ဘူးအမှုတော်မှာအဲ့လိုကိုကျင့်တာပဲကိုပြောတော့ပထမနေ့ရတော့ဓမ္မယုံကြည်တော့နောက်နေ့ကျတော့ပြင်ကြီးကြီးတွေဓမ္မဘာသာတွေသင်ပြရတော့ဟောအောင်သာဆိုနောက်နေ့လည်းကျတော့ပလတ်စီကိုခုံကြီးကြောင်းမှာဆုံးမချက်ကမှာ အဲ့ချက်ချင်းတခါလေအမိကြတယ်ဘယ်เจ้าမှလည်းနော်เจ้าကသွားတိုင်းကိုပေးပါလေဘာမှเจ้าမရှိဘူးအခုပေးပဲနဲ့သာသနာပေးမယ်အခုဆိုဆရာဆိုကိုတိုင်းနော်ကိုချွေးနေစားလဲပါတယ်ဒါတော်နဲ့လောက်တဲ့ပုဆရာကြီး6ထပ်ကြီးဆရာဆိုတာ6ပတ်လေကျွန်းတိုင်းနေနဲ့နှစ်ထပ်ဆရာအဲ့ဒါလည်းမရှိဘူးဘုဒ္ဓမှာတိုက်ဆရာကြီးဆိုတာပြီးလို့တော့ပဲနေခဲ့တယ်ဆုံးခဲ့ရအခုခါကိုထဲမှာပြီးသွားပြီညောင်ချောကုန်းမှာဆုံးခဲ့ရကိုအိမ်နဲ့ကိုဆုံးခဲ့ရအဲ့တော့အတိတ်ဘဝလည်းဘယ်လောက်ဆူခဲ့လဲလည်းမသိဘူးအပိုင်ဆိုတာကမရှိဟုတ်ခါတယ်ပြီးတော့စိတ်နဲ့နေလို့ကမပါဘူးတပြည့်သားမီးနဲ့အုံနဲ့နေလို့ကမပါဘူးဟုတ်သူစိတ်ကလည်းမရှိဘူးဒါမှမဟုတ်စိတ်ညစ်နေတာကမဟုတ်ပါဘူးတွားနေနေပုံနေတယ်ဒါမှအခုလိုကြုံတော့ပြောလိုက်ခေါ်လိုက်လက်နှမ်းပြရဘယ်မှာလဲလို့ပြောတာဟုတ်တဲ့ပြီးတော့တနေရာထဲမှာနေရတော့ကိုလည်းစိတ်မပါသာသနာလည်းမပြီးဘူးသာသနာလည်းမပြီးဘူးအဲ့ဒါလေးပို့အနတ္တဆန်တယ် အဲ့ဒါပေါ့ ပို့ရမယ် ပြောမယ်ဆိုရင်အမေမရောက်ထိုက်တဲ့နေရာရောက်တယ်ဘာဖြစ်လို့ပို့လဲဆိုရင်အဲ့ဒီမှာကျွတ်တန်းဝင်မဲ့လူရှိလို့မျိုးဆိုတော့နေသွားရမယ်သွားရတာကျွတ်ကြတာဒီနေရာလောက်ကတော့ဝေဒနာချုပ်တဲ့လူအတုဝမြင်တဲ့လူအဲ့လာဟိုစတဲ့ကစီယုတ်ပြီးဆရာနေရနေမတဲ့လူကြီးချောသူများမရောက်ဘူးတဲ့နေရာရောက်ပြီးတော့အဲ့ဒီနေရာမှာနေရတရားပြခဲ့ဒီမင်းနဲ့ ထောင်နေမှာထောင်နေမှာ ဟုတ်လား ထောင်နေမှာပြောနေတာဘယ်လိုမှမတယ်ဟာထင်းတယ်ဘယ်လိုလဲကျွန်တော်ဘယ်လိုလဲပြောထောင်နေမှာအမလေးခုတော့အကျွေးနဲ့ထွက်လာဘာမှမဟုတ်ဘူးအကျွေးအခုဟိုမှာဖယားကြီးကိုမြင့်ကြတော့မှသူရှော့ချလိုက်လို့ဟုတ်တယ်မရိုက်ကိုမြင့်ကြတော့မှအကျွေးကြည့်ပါတို့လေးဘာမှတို့လေးလေ အဲ့လေကျမဆိုတော့ဟိုဆရာကြီးဥကိုရင်ကတော့တော့လိုက်တယ်ပဲထောင်တွင်းတရားဆိုပြီးတော့เนาะအဲ့လိုမျိုးလုပ်ပေးတယ်ဘုရားတော်တော်ထောင်မောက်တရားကိုပြနေတာသူကိုမတရားထိုင်ကြတာလုံးဝတန့်စင်သွားတော့အဲ့ကြောင့်အခုလည်းမဖမ်းတာလဲအဲ့ဒါဖြစ်မှာသူတို့ခုမှထောက်လှမ်းရအများရှိတယ်လေထောက်လှမ်းရလို့ဆိုမှလောကတွေးဆိုအောင်အဲ့တော့ကိုကအများရန်တရားထိုင်နေတရားပြန်နောက်တစ်နှစ်လောက်ကြာတော့ဟိုပါပဲဒီလိုဒါလောက်ရင်ဒီထောင်ထဲတာမရောက်လာပြီးတော့ဘာဘာလာလုံနေတာဆိုတော့သူတို့ပြောထောင်ထဲလာပြီးတော့မခေါ်တာဘူးတဘာတမလာယူနေတာဆိုတော့တဘာလာယူလာပြီးဟန်လောက်တာပေါ့ကွတ်တူယူပြောနေဆိုလာပြီးဟန်လာလုံနေတယ်ပေါ့တမီးမေးချင်တော့တခုလားပြောတယ်ဟိုဘာစားလိုက်လဲအားလေဓာကြီးလေးပါစုလို့ဆိုတာလေတပည့်တော့တပည့်တော့တမီးတို့ကအဲ့လိုမစုံဘူးတခါမှဟွာလေဓာကြီးလေးပါလုံးဘလို့စုံလဲတမီးအစိမ့်မကြလားဘလို့မှမစုံနဲ့ထိုင်တဲ့အချိန်မှာဘတော်မှမလျှော်
ဘလောက်ကြီးတက်နေတယ်ငါအသေးခံသွားမယ်ဆိုတဲ့စိတ် စိတ် နဲ့ တက် အဲ့ဒါဆိုရင်ဓာတ်ကြီးလေးပါလေခဏခဏမဆုံးတစ်ခါပဲဆုံးအဲ့တစ်ခါဆုံးဖို့အရေးရလဲခုနလိုကဝေဒနာတစ်ခါချုပ်ရင်ပြေသွားပြီငါရက်တောင်ဆိုရင်ပြေသွားပြီဆိုရင်တော့အဲ့ဒါတော့မရောက်တော့ဘူး မရဘူးဟုတ် ဒါပေမဲ့တစ်ခါတည်းလေးတော့သူအစိုးရထက်ရောက်ချင်းရောက်တာပါပဲအဲ့ဝေဒနာကတော့ကြောက်လို့မရဘူးသမီးဝေဒနာတရားပဲအခုအဖွားတို့လည်းဝေဒနာတက်တာပဲအခုဆိုရင်တစ်ခါဆိုရင်နေတော့ငါလားတက်တာပဲဒါလည်းရှူရတာပဲဒီဝေဒနာကတော့သူကသိမကောင်းမှာအဲ့ဝေဒနာကိုပညာဖြစ်အတုပနှလုံးသွင်းပါလား ဟုတ် အရန်ထုံလာပြီဆိုရင်ပွာလာအရန်ကျင်လာပြီဆိုအတုပိုင်လောက်တိစားတယ်အဲ့ကျင်လာတာလောက်တိစားတယ်ဆိုတော့ဝါရောဒီ ဟုတ် လောက်တိစားဆိုလောက်စိတ်ကမြင်သွားတာဟိုလောက်ကြီးလာထိုးနေတာမဟုတ်ပဲစိတ်ကြောင့်ဖြစ်တယ်ကြီးအဲ့တော့အဲ့စိတ်ကလည်းကမှန်ဘူးလို့တည်ကြည့်တယ်တမီကနာလို့နှစ်ခွာတော့မရှိဘူးဝေဒနာတမရှိနဲ့ခေါင်းကြီးကျင်နေမရှိနဲ့အတုပါကြီးပုတ်နေတဲ့ခန္ဓာကြီးလောက်ဒီစားနေလောက်ဒီစားအပုတ်ကြီးလောက်အဲ့ကျင်နေတာအပုတ်ကြီးလောက်စားနေတယ်လို့နှလုံးသွင်းကြည့်လိုက်အဲ့အပုတ်ကြီးဖြစ်ပြီးလောက်ဒီစားတာမြင်ပါမယ်မရှိမဆန့်ဖြစ်ချင်းအာကိုဆရာမရှိတော့အဲ့ဒီရခိုင်မှာအဲ့လိုပဲသူတို့ကတော့အရာရှိတယ်ကိုလည်းမသိဘူးတရားပြသူဝေဒနာဖြစ်တော့မရှုနိုင်မကဲနိုင်ဖြစ်နေတဲ့အချိန်မှာကိုကမရှုနိုင်မကဲနိုင်ဖြစ်တဲ့အချိန်မှာကိုကလျှော့တယ်လို့မဟုတ်ဘူးအရှုတင်းတက်မယ်လို့ဆိုတော့အဲ့ဒီစိတ်နဲ့ခါကိုကအတုပတင်လိုက်ပြီးတော့ငါဒီလိုရှုခဲ့တာဆိုသူ့အဲ့ဒီတွန်းလိုက်တာဟုတ် တွန်းတော့သူကမရှိမဆန်တာဒီဖွားတဲ့ခါတေတော့မယ်ဒီမှာဖြစ်တဲ့ဆမှာလာပြီးတော့သူအတုပပြောဆိုတော့ဒီကအရှော့မဘူးတော့ရှော့တွန်းလိုက်အတုပတမ်းနေပါဒါပေမဲ့သိတယ်မပြောတော့ဘူးအမေကသူတရားဖြုတ်တော့မယ်သိပြီဆိုတော့ဒီအဲ့လူရှိမှမနေတော့တတိယရွှေ့တယ်ဟုတ်မမှတ်မရအောင်နေတယ်အဲ့နောက်တော့အဲ့ဒီလူကဘယ်ရောက်သွားလဲကိုဒီတန်တွဲရောက်တော့နတ်ဘလူကသူကာယခွာပြီးလည်းပြီးညှစ်ပြီးလည်းပြီးလည်းညှစ်ကောသူကတခါတည်းနေလာအတုပါအတုပါရှူတာအတုပါရှူတော့အဲ့နတ်ဘလူရစင်ထွက်သွားလိုက်တာတောင်သုံးလုံးကိုကြော်ပြီးသိရွက်လေး3ရက်ရှိတဲ့အပင်လေးသားရောက်တယ်ဒီပြင်အပင်မှာလည်းသူခံသူ့ပုဂ္ဂိုလ်နဲ့သူဟုတ်နော်ဒီ3ရက်ရှိတယ်မှာပုဂ္ဂိုလ်မရှိသေးတယ်သူရောက်လာတာအဲ့တော့မှဆရာတော်လာပြီးတော့ရှောက်တယ်ဆရာတော်ဖျားသတိတော်ကဲပါသတိတော်ပြန်ပြီးတော့နေခွင့်ပြုပါဆိုတော့ဆရာတော်ရက်ပြောတယ်တဲ့ငါလည်းမတတ်နိုင်ဘူးတခါနေကအရိယာစောကတော့နမင်းလေးပါထားတဲ့စီနေလို့ပြောလိုက်တယ်ဆိုအဲ့ဒါဆရာတော်ကြီးလာပြောလို့သိတယ်အဖွားတို့ကတော့သိကြတာမဟုတ်ဘူးအဲ့တန်တွဲကဥကောင်းကျောင်းကဆရာတော်ကြီးတလားလောက်လဲကြာတော့တဲ့ပလင်မမောင်တက်ပြီးတော့ပြောတော့တာအဲ့တခါအဲ့လိုဖြစ်တယ်အဲ့ဆာလာလေးပြန်ပြီးတော့ကျွန်တော်မေ့သွားပြီကောင်းလိုက်တာကျောင်းထဲအတုပါနဲ့သူ့အဲ့ဆာလာကျွန်တော်မေ့အောင်ရေးဖို့ကျွန်တော်ပြန်ပြီးအဲ့ဆာလာလေးတော့ကောင်းလို့တော်လို့ဟွာအဲ့ဆာလာလေးအဲ့ဒီဟာအကျောင်းနဲ့အကျောင်းနဲ့ရောက်သွားကြတော့ကိုလာပင်းတော့ရောက်သွားတော့ညနေလဲဆောင်တော့ဆရာတော့အကုန်လုံးဓမ္မယုံခေါ်တော့သွားကြတယ်သွားတော့အများကြီးတော့မပြောအားလုံးကိုလက္ခဏာမလွတ်ကြနဲ့နော်လက္ခဏာနဲ့နေကြနော်ဆိုဒါပဲမိတ်ပြီးပြန်သွားကြတာဟုတ်ကဲ့အဖွားတို့ကတော့ခုနလိုပေါ့တိလာရှင်တွေရောမိမတွေကတက္ကနာတက္ကာရီဘုန်းကြီးတွေကဆရာတော့ကျောင်းမှာရောရက်ပေါ့အဲ့မှာနေတော့ညလဲကြောက်အဲ့တကားအဲ့နတ်ဘလူကလာပြီးတော့လက်ပြီးညက်သွားတာအဲ့ဒါလေတရားထိုင်နေတော့လားတို့လေတရားထိုင်တာမဟုတ်အဲ့ကုံရောက်ပြီးအဲ့လိုချက်ပြုတ်တော့အဲ့လေလက္ခဏာတော့မလွတ်ဘူးပေါ့သူလေလက္ခဏာမလွတ်နဲ့ဆရာတော်မှားတာပါခဲ့ပြီဆရာတော်အဲ့သူကအားလုံးလက္ခဏာလွတ်ကြတယ်ကိုလက္ခဏာနဲ့ကိုနေကြရောက်တဲ့နေရာပြောတယ်အဲ့ဒီနေရာတရားကသူကဟိုထဲမှာသွားဟောရတယ်ရွာထဲမှာမြို့ထဲမှာဟိုဟာလားဟောကြီးဆိုတာပါခေါ်လဲသူမတ်တက်အဲ့ဒီမှာယူမှာသွားတယ်နေပါလားအဲ့တော့နေမှာဖြစ်ခဲ့စားလားဟိုခရင်းတွေတန်တွဲမြို့မှာねစစ်တွေရခိုင်ပြီးတယ်တန်တွဲပါတရွာလုံးကခေါင်းကြောင်အမီကြောင်ခေါင်းကြောင်အဲ့လိုရှိတောင်မှန်ကြောင်သူတို့သူတို့ခေါ်ဝရရက်ကွက်ကတောင်မှန်ရက်ကွက်ဟုတ်ကဲ့ဒီရက်ကွက်ကခေါင်းမှဒီရက်ကွက်ကအမီပိုင်းဟုတ်ကဲ့အဲ့လိုဆိုတော့ခေါင်းပိုင်းကဘုန်းကြီးကြောင်မှာတတ်တယ်
အဲ့မှာအပင်ကြီး3ယောက်လောက်အဲ့လိုဖက်မှာဖြူဖြူကြီးအပေါ်မောကြီးအရွက်ကဘာမှန်းတော့မသိကြီးကြီး ဟောအပင်ကြီးရှေးအောင်ပင်ရှေး ရှေးဟောင်းက ရှေးပင် ဖုန်းကြီး60 ဟော60 60ပုံကြောင့် သူက60မြောက်50ကပြန်တော်မူကုန်ပြီအဲ့60မြောက်မှာမှ ဦးကောင်းကျောင်း အေးဆရာဦးကောင်းကျောင်းကိုခေါ်တယ်သူတို့အဲ့ဒီမှာကြတော့အဲ့လေအဲ့တော့အဲ့သူကာယခွာပြီးတော့လက်ပြီးညှက်တော့သူကအတုပါတော့ နတ်ဘလူးရ နတ်ဘလူးအဲ့ဒါကိုရှူရင်နဲ့အဲ့နတ်ဘလူးစင်ထွက်သွားတော့တကားကဝုန်းဆိုအတန်ကြားတာ ဟုတ် ကြားတော့ဆရာတော်ကထားပြီးတော့ဟဲ့ဦးနန္ဒီကမီးဖွင့်ဆိုတော့မှဦးနန္ဒီကမီးထဖွင့်တော့မှအဲ့တကားပြေးပြီးဆရာတော်တချီတော်လုံးတပ်ဖက်ပြီးတော့သူ့ဖြစ်ပျက်ကိုပြောပြတယ် အော် ပြောပြတာတဲ့ ညပဲ အဲ့ဒီညပဲအဲ့ဒီချင်းပဲပေါ့ချက်ချင်းပေါ့ ဟောချက်ချင်းပဲ ပေါ့နတ်ဘလူးကစင်ထွက်သွားတော့တကားဝုန်းဆိုဖြစ်သွားတယ်အဲ့ဒါနဲ့ဦးနန္ဒီကတကားမီးဖွင့်ဆိုမီးဖွင့်လိုက်တော့တဲ့အဲ့တကားဆရာတော်ခြေတယ်အဲ့လိုပေါ့တန်လာနေချလိုက်တဲ့အချိန်မှာဖက်ပြီးတော့သူဖြစ်တဲ့အကြောင်းပြောပြတာအဲ့ဒါလဲဆရာတော်မပြောပါဘူးအပါတို့မသိခဲ့ရဘူးအဲ့ဒီကျောင်းကဆရာတော်ကြီးကလာပြီးပြောတော့မှသိတယ်အစားဆုံးအရန်ကောင်းပါတယ်တိတ်အင်တရားတာသူက အဲ့နတ်ဘလူးကဘယ်ရောက်သွားလဲလွတ်ထွက်သွားပြီးတော့ တောင်3လုံးကြော်ပြီးတော့တိတ်ရွက်လေး3ရက်စီမှာတန်းနေရတယ် တည့်ရတော့တွေ့တဲ့ချီ 3 တ ရက်တည်းရှိတဲ့အပင်လေး အ မှာ ပင်လေးပါအမလေးအပင်တစ်လေး တ ပေါ့ သေးလေးအဲ့ နဲ့ ဒီ အပင်နေမှာလဲသူ့လူနဲ့သူ ပြည့်နေပြီ အော် အနေစားမရှိတော့သူ မရှိတော့သူ့ကိုပြန်နေဖို့ပေးပါတဲ့ ဆိုတော့ဆရာတော်ငါလည်းမတတ်နိုင် ဟောတဲဆယ်လာလျှောက်တယ် အဲ့ဒီတင်းကိုမဟုတ်ဘူး အဲ့ဦးကောင်းကျောင်းက ဦးကောင်းကျောင်းက ဆရာတော်ကိုလာလျှောက်တာလာလျှောက်တာနတ်ဘလူး ဦးကောင်းကျောင်းဆရာတော်ပြောလို့အမေတို့ကသိတာ ဟောဟုတ်ကဲ့တို့လေးဟုတ်ကဲ့ တင်းဆရာတော်မပြောဘူး ပြော ဦးကောင်းကျောင်းဆရာတော်ကတလားလောက်နေတော့ရောက်လာပြီးတော့လာပြောတာ သူကလည်းနေကန်ကျောင်းပေါ့နေကန်ကျောင်းဆရာတော် ဟုတ်ကဲ့ အဲ့မှာစရော်ကြီးပေါ့ စတော်ကြီးတွေဝါကြီးတဲ့ပုံတွေ စရော်ကြီးတွေပေါ့သူကဒါမှ60မြောက်ဖြစ်သွားပြီဟိုးအနှစ်100 200ထဲအဆက်တွေပေါ့အဲ့ဒါနဲ့အဲ့ဒီကပြောတော့ဒီတရားအရန်ကောင်းတယ်သူကစွန်းလွန်တရားထိုင်နေစွန်းလွန်တရားပြနေတာ ဟုတ်ကဲ့ ဟောသူကလည်းဆွန်းကျောင်းอ่ะ စွန်းလွန်တရားကိုထိုင်လို့စွန်းလွန်တရားပြနေဟုတ်တယ်လာမယ်ကွယ်စွန်းလွန်ချောင်းရလို့တော့မဟုတ်ပေါ့ဟုတ်တယ်လိုက်ထိုင်ကြစွန်းလွန်နေ ဆွန်းနေတယ်ဦးကောင်းကျောင်း သူပြောခဲ့တာတဲ့ဒါပေမဲ့တိုင်းအင်းကအခုလိုလက္ခဏာနဲ့ကြတော့ကွာသွားတဲ့အကြောင်း ဟုတ် အဲ့တော့တိုင်းအင်းတရားကိုအားထုတ်ကြတယ်အရန်ကံကောင်းတယ်ဥပဇင်ထူးထူးကဲအခုသိရလို့သူလည်းဥပဇင်တိုင်းအင်းတရားပဲအားထုတ်တော့မှာဆိုဆရာတော်ကနင်းနန်းနဲ့ရလာလျှောက်ပြီးတော့ပြောသွားတာဆရာတော်ပလင်ဘုံကနေဟောသွားတာ ဟုတ် အခုအဲ့နဘလူးကဘာလို့ဒုက္ခပေးရလဲအဲ့ယူ ဘာရမဟုတ်လေအရိယာဆိုတော့စမ်းကြည့်တာပေါ့ဟဲ့ အေးဘော စတ်တတ်တာ ဆိုင်ရပိုင်ရ တမာရီရှိတယ်မရှိတယ်ပေါ့ အဲ့ဒါအတုပတရားပဲပွားတယ်ဒီလဲအတုပငါလဲအတုပဆိုပြီးအဲ့လိုပြောလိုက်တာပြောလိုက်တော့ဟိုကတောင်နဲ့လွင့်ပြီးတော့ခြီပြီးတော့လွင့်စင်သွားတာအဲ့ဒါရေစိုးဆရာတော်ဖျားကြီးလည်းတစ်ခါပြောဘူးတယ်ဘိုးမင်းကောင်ရေစိုးဆရာတော်ဖျားကြီးကကြတော့သူတရားကျင်တော့ဘိုးကောင်လာတယ်ဘိုးကောင်ဘိုးမင်းကောင်လားမသိလာတယ်အဲ့မှာလေမင်းနဲ့ငါနဲ့ပညာကြိုင်မယ်လို့ပြောကြတယ်တဲ့အားနဲ့မင်းကလည်းဘိုးကောင်ဆိုတာလဲဟိုပါလဲဘာမှရှိရမမင်းကလည်းဘိုးကောင်လည်းအတုပပေါ့နော်သူလည်းအတုပဆိုဘိုးကောင်ဟိုဖြစ်သွားလွင့်သွားတယ်ဆိုတာအဲ့လိုဘိုးကောင်လည်းလုံးဝထွက်ပြေးတာတန်းနေရပဲဘိုးကောင်လားဘိုးမင်းကောင်လားမသိထွက်ပြေးသွားတယ် ဟုတ်ကဲ့တို့လေး ထွက်ပြေးတယ်ဆို အခုဝါရင်းတိုက်ထန်ဆိုတာသူတဲလေးတွေနဲ့နေရတယ်ဒီလောက်ရှိတယ်တဲလေးတွေအဲ့လိုနေတာပထမတော့ဝါကြောင်ဝါတဲဝါဖက်လေးတွေမူပြီးတော့နေတာပထမဆုံးနဲ့အဲ့ရနေပြီးတော့နောက်တော့အဲ့ဒီနှစ်မှာပဲနောက်ဝါကျွတ်ခံနေကြတော့ကလူတွေကလည်းထိုင်နေတယ်ဆိုတော့လူဆရာတော်ကစံကြောင်းနေဟိုကလဖြင်းတဲ့ထူပြီးတော့အဲ့မှာထိုင်နေဒီဆရာတော်စံကြောင်းပေါ်မှာတော့ပထမဟိုတိတ်ထန်ဝင်တဲ့တိလာချင်းနဲ့ယောဂီပဲရှိတာပေါ့ဟောအဲ့ဒီပေါ်မှာနေဆရာတော်အောက်မှာဟောနေကဲ့ရဲ့ပဲပေါ့ ဟုတ် အဲ့မှာဟောနေတော့ပထမတော့မသိဘူးအဲ့ဒီမှာပြောတဲ့နေ့ကြမှာဆရာတော်ဖျားတဲ့ဆရာတော်ဖျားအတုပပူလာအောင်တပည့်တော်တို့ရှောက်ပြရစီဖျားတဲ့တပည့်တော်တို့ကဆရာတော်တာသနာမှာရှိရနေညအမြဲစောင့်နေရပါတယ်တဲ့ဝိဇ္ဇာတွေဝိဇ္ဇာတွေစောင့်နေတာနော် ဟုတ် အလှည့်ကြားတဲ့အဲ့ဝိဇ္ဇာတွေမှာတဲ့
ကရင်တရုတ်ရှမ်းဗမာကလျာအကုန်ပါတယ် တိုင်းသား ဒီမှာဟုတ်ကဲ့တို့လေ အဲ့တော့ဗမာစကားမပြောတတ် အော်အော်အော် မလျှောက်နိုင်တပည့်တော်အခုဗမာဝိစာမှုလို့လျှောက်နိုင်တယ် အေး တပည့်တော်လျှောက်တာပါဗျာဆရာတော်ဘုရားအတုပပို့လို့ရှိ ဟုတ်ကဲ့ပါ ဆရာတော်ယောဂီတွေပုတ်ကုန်ပြီပွားကုန်ပြီပဲပို့ပါဆရာတော်ပို့ရင်ဝိစာတွေပုတ်ဆရာတော်ပို့လိုက် ဟုတ် ပို့လိုက်တော့အဲ့ဒါစင်ထွက်သွားတာရောက်ပြီးအကုန်လုံးကြောင်းပြင်မှာနေရတယ်တဲ့ ဟုတ်တယ်ဆရာတော်ပြယောဂီရေပုတ်ဓမ္မယုံတစ်ခုလုံးပုတ်တယ်ဆိုအဲ့လိုတရားထဲမှာပါလာလေဓမ္မယုံတစ်ခုလုံးပုတ်လေ ပုတ်ပြီး ပုတ်ပြီးလည်းပုတ်မတိလားရှင်လည်းပုတ် စင်ထွက်သွားတာအဲ့ဒီဝိစာတွေ အော် ကြောင်းအပြင်ဘက်မှာသွားနေရတယ်တဲ့ အော် အဲ့တော့ဗမာတွေမဟုတ်တော့မလျှောက်တတ်လို့အခုတပည့်တော်ကဗမာဝိစာမလို့လျှောက်တာပါခင်ဗျာအဲ့တော့ဝိစာ ဝိဇ္ဇာဆိုရင်အကုန်လုံး မပြောပါ ပြော နဲ့ နေအောင် ဟိုတခါကြီးတွေတကမာကြီးတော့ပို့ပါတဲ့အဲ့ဒါသူတို့နဲ့လွတ်တယ်သူတို့ဝိစာတွေပုတ်ကုန်ဆိုလွတ်မှာလို့အဲ့ဒါလက်တွေ့ ရှမ်းဝိဇ္ဇာတွေပါအကုန်ပါသွားတာပေါ့အဲ့လေယေရှုဆရာတော်ဘုရားတစ်ခေါက်ပြောဘူးတယ်ခွေးကအရန်ဟောင်နေတော့ခွေးကအရန်ဟောင်နေတော့တဲ့အဲ့ခွေးကိုပေါ့နော်ဟိုစိတ်ထဲကနေပေါ့ပြောလိုက်တာတဲ့ဗာလဲမင်းအဲ့ခွေးကလည်းအာတုပါလဲဆိုခွေးကလုံးဝငြိမ်သွားတယ်တဲ့အဲ့လိုမျိုးခွေးဟောင်တာတော့မှခွေးတောင်မှမဟောင်ရဲတော့ဘူးပေါ့နော်အဲ့အာတုပါပွားနေတာအရှိန်ဘယ်လောက်အဲ့ဒီရှိန်ကြီးလဲ အကောင်းဆုံးပဲ အကောင်ဆုံးပဲ အဖွားကတော့အတုပနဲ့ချွတ်တယ်လို့အဖွားလည်းအတုပမှာဟုတ်ရှင်နဲ့ခတ်ကြရကြောတင်းတင်းသမားဘူးအဲဆရာတော်ကဟိုတော့ဆိုရင်တရားလည်းမထိုင်ဘူးအမေတို့ကွင်းထဲမှာတရားပွဲဆိုတော့ပဲဟိုဟာ6ထပ်ကြီးကြောင်းမှာအမေတို့ရွှေမျိုးတွေလျှောက်ထားတဲ့ကြောင်းမှာဆရာတော်တပင်းသုံးလို့နှစ်ညဆိုနှစ်ညလုံးအဲတရားဟောပြီးသင်ကြောအာယုံဆုံးကိုကတ်တော့အဲ့မနေဆုံးနဲ့ကတ်တယ်ဆိုတော့အဖွားတို့ကတတ်လို့ရတာအဖွားအလိုစပင်းလေးဆိုတော့တောက်ပြီးတော့ကတော့တွိုင်းနေဖွတင်လို့ဆိုအဲ့ဒါကိုဟိုနေစင်ရုပ်ရှင်မင်းသားဘယ်တော့ဦးအေးကျူတို့အဲ့မှာဟိုဖရင်လို့ရှိတယ်ရှိနေတဲ့အချိန်မှာတဲ့သူတို့နားမှာဆရာတော်ကသူတို့အဖွားအလိုကနေဝင်လာတာပေါ့ ဟုတ် ဆရာတော်ပြောတဲ့အဲ့ဒီယောဂီချွတ်လိုက်တယ်လို့ဆိုဒီပုံစံအဲ့တော့ခြေသက်လက်သေးရလဲအရှိကြီးတွေ ရှိ နဲ့ ခက်လာပဲပါ ဆိုတော့အဲ့လိုနေတာပြီးသွားတာပေါ့ကွယုံလည်းမယုံပြီးတယ်အဲ့ဒါကိုတိလားရှိဖြစ်တော့ဘယ်သူမှလည်းဟိုကလေဆရာတော်ဒီဟိုရဲ့တမက်တော်တယ်နော်ကွဒါကိုနမရမေးပါအတူကနောက်ဆရာတော်ပြန်တော်မူပြီးမှအဖောက်သူကပြောတော့ကိုတုံးထဲကမပြောသူရှိတယ်အဲ့ဒီဆရာတော်ပြောတဲ့အချိန် ဟုတ်ဟုတ်ဟုတ် အတူလည်းရှိတော့သူတို့လည်းမယုံဘူး อืม နောက်တော့မှတဲ့ဆရာလေးတိထားရှိလို့ว่าတော့မှအော်ဆရာတော်ကိုလည်းယုံတဲ့အပြင်ပေါ့တော့အံ့ဩပါတယ်ပေါ့ อืม အဲ့တော့ဆရာတော်မရှိတော့မှပါအဲ့ဒီစကားပြောတာအဲ့ဒါလည်းရန်ကုန်ထဲမှာဆုံးလို့ဟိုဦးသားမဒေါ်တင်မေအိမ်ကိုသူကအလားအမေကလည်းအဲ့ဒီ30လမ်းနဲ့ တော့ငါတော့တယ်နော်လား 30လမ်း တလန်တလန် 30လမ်းနဲ့အဲ့မှာမိတ်ဆွေရရှိတော့အဲ့ဒီအိမ်အသွားနဲ့လမ်းနဲ့မှနေဆုံးတာ ဟုတ် ဆရာလေးတဲ့ဘယ်သွားမလို့လဲတော့အော်ဒီအိမ်သွားမလို့လို့ဆိုအတတိတော့ခဏလိုက်ပြောင်းလို့ရမလားတဲ့ရတယ်လို့ဆိုတော့အဲ့ဒါအဲ့ဒီအိမ်ကိုရောက်တော့သူကပြောပြတာအဲ့တော့ဆရာတော်လည်းမရှိတော့ဘူး อืม အဲ့ဒီကြတော့မှအမေလည်းသိတာ อืม လိုမှမယုံတာနဲ့ဆရာလေးကိုသိလားရှင်လုံးလို့ဆိုတာ အော် အဲ့တော့ဦးရေးကျူတူလည်းရှိတယ်တဲ့ ဟုတ် အဲ့လိုလူဆိုတော့တော်တော်တော့မုန်းဆရာလူတယောက်လေအဲ့လိုအခုလည်းကြည့်ပဲအဲ့တော့ပြောလို့မဆုံးတဲ့ချို့လဲ လူဘဒေါ်သိကျွယ်နော် မမကြီး မမကြီးဒေါ်လေးနာဘူးသူအဲ့တုန်းက အဲ့တော့ လူဘဝတော့ လူဘဝတော့မမကြီး မမကြီးနော် ပဲအဲ့ဒီဒေါ်သိန်းကျွယ်ဆိုတာကဝေးစရင်မှာဝေးတော့ဖိုးနဲ့အဖွာကအဲ့ဒါသူတို့ကမဲ့လားဟိုအကြီးမကဒေါ်တန်းကျွယ်တဲ့အမေကဒေါ်သိန်းကျွယ်ဆို ဒါပဲဒါပဲဒါပဲ ဟွာတော့အဲ့ဒီဟာကိုသူကတကောင်ပါလေပရင်းလုံးတော့မှတ်ပုံနေလောက်တော့တကောင်စင်းနေတော့အဲ့ဒီနာမည်ပေါ့ဒါပေမဲ့အပြင်မှာကိုယ်နာမည်ကကိုမသိဘူးမသုံးပြဘူး ဆိုတော့ အော် အဲ့မမကြီးမမလေးတချို့ကြတော့လေဟကတေးမကကြီးမဟိုမကြီးမငယ်စုံလို့ပေါ့ခေါ်ချင်တာခေါ်တာပေါ့အမတချို့ဆိုခွေးမလေးတွေကြောင်မလေးတွေဆိုတော့ဖြစ်မှကြတော့အမေတို့အမေရဲ့အကူကဖုန်ကြီးဆိုတော့အရွယ်မရောက်ခင်တဲ့ကလေးဘွားတဲ့အဲ့လိုအကောင်တန်းစီ ဟုတ် ဥပုံနေချာခါရဲတော့မှဆိုမုတ်ဖက်ထုတ်ကိုကောက်ပြီးတော့အထုတ်ကြီးကစလုံးကြီးနဲ့ထားအကုန်လုံးထားတန်းစီသူ့နာမည်ဘယ်သူလဲမမကြီးပါဖေရော့
သူ့နာမည်ကမမလေးပါဖျားဆိုရော့သွားနောက်လူအစင်အလုံးမေးပြီးတော့နာမည်မှဲ့သွားတာ အော် ဒီမို့ဆိုရင်အမဒီခွေးမလေးကြောင်မလေးနဲ့ပဲပြီးမှ ဟိုတော့တော့အဲ့ညီမလေးကိုချစ်သေးလား အကြီးမ မ ကြီး ကြီးအကြီးရှိသေးလား တလောမှာတလ2လလောက်ပဲရှိတယ်ဒီအိမ်မပြောင်းခင်ကိုအိမ်မလင်း ကိုအိမ်မှာ ခြုံသွားတာ ဩမကြီး ဒီအိမ်မပြောင်းခင်နေ4လ5လပိုင်းမှာဆုံးတာ ဟုတ်ပြီ ဒီအိမ်လည်း5လပိုင်း20ရက်မှပြောင်းတာ တိလုံးတိလုံး သူကအဲ့5လပိုင်းမှာဆုံးတော့တောမှာပဲလေအဲ့နေချင်းမြန်သားတကျူလိုက်တယ်ဒါမှကူတွင်းလိုက်တယ်သူတို့အဲ့ သူမမကြီးနော် သူကမမကြီးကျမမလေးအဲ့ဒါဘာကြီးဖုန်းညာအဲ့ဒါအခုလက်ထိတောမှာဆိုရင်အခုအမေတို့ကျွဲတူတွေဆိုမမကြီးမမလေးပဲအခုလက်ထိခေါ်တယ် อืม အဲ့လိုကျန်တဲ့လူကတော့အဲ့မကြီးရေမလေးရေပေါ့ဟိုတချို့ကြတော့ဟာကကြီးလေးကသေးလေးမကကြီးမတသေးဖြစ်လို့ဖြစ်ပေါ့ကွာခေါ်ချင်တာခေါ်လေထူလိုက်တာပဲပေါ့ဟိုချစ်လို့ခေါ်တာဟုတ်အဲ့ခွေးမလေးကြောင်မလေးမဖြစ်သွားတာအဲ့ဖုန်းကြောင့်ဒီလိုစီကြောင်မလေးဖြစ်တယ် အော် အဲ့ဒါဥပုံနေတိုင်းဆိုအမြဲတမ်းအဲ့ဒါဘာပြီးညာအဲ့ဒီနာမည်ကအမြဲတမ်းပုံလုံးတန်းစီကုန်ခေါ်ဖုန်းကြောင်သားဟုတ်မဟုတ်ခလေးမှန်အကုန်မုတ်ပြီးဆိုတက်လာကုန်တယ် ဟုတ် အဲ့ခလေးတွေကစာပြီးနာမည်ဖြတ်မှလေ อืม အဲ့လိုမကြသေးဘူးဆရာရဲ့လပိုင်းမရှိသေးတာ9လပိုင်းရမှာ တိလုံးတိလုံး ဟာအမေမရှိအောင် ပြော ဝိဇ္ဇာဆိုတာလေသူတို့ကမြင့်မြတ်တဲ့အကျင့်ကိုကျင့်တာရောဟိုဘယ်လိုပဲပြောလေငါးပါးဒီလားလုံတာပဲမြင့်မြတ်တဲ့အကျင့်ကိုကျင့်တာပဲဒါပေမဲ့အတုကကမ္မထံကိုရှုလိုက်ရုံနဲ့သူတို့ကကောင်းမွန်တဲ့လူတွေဖြစ်ရဲ့သားလေဘာဖြစ်လို့လွင့်တာလဲဘုမမကောင်းတဲ့ သူတို့ စိ အ တ် တီရှုထားတာလေတမီး သူတို့ကတီရမြဲတယ်ပဲရှူတာ သူ အ တို့ ပုတ်တီ အတီရှုထားတာလေ မသိဘူး ပြန်မလို့အတီရှု အဲ ထားတာ ငါတို့ကမသိဘူး အဖွားတို့အခုဘယ်ဘုံမှပြောင်းလို့မရဘူးဒီနာတာကိုခရုတ်တိုက်လိုက်ဟုတ်လား ဟုတ် အပြည့်ရှုထားတာ ဟုတ် အတီရှုထားတာမရှိဘူးသူတို့ကမြေရှုမိုးပြန်မိုးအတီရှုရ အော် သူတို့ကိုယ်တိုင်ကလည်းဒီဝိပဿနာကိုပြီးတယ်ဆိုတော့အဖွားကဆရာတော်ပြန်တော်မူတော့ကျောင်းတော့ပြန်မရောက်တော့ဘုဟုတာတို့တော့ဖြူဖြူလို့ဆိုတာမိထီလာမှာတိုင်ရင်မှုလေသူတို့အိမ်ပြင်လာပြီးတော့သူတို့စင်မှာပဲနေတတ်ထဲမှာပဲအဲ့လိုလူခရင်မဆရာဆောက်ပေးထားတယ်တုံးပတ်လေသမားယူခရင်မစင်းကြံတဲ့အလဲကောင်ကြီးမှာညကြမှာအိမ်မှာတိုက်အိမ်နေ့လည်းပိုင်းအဲ့လိုနေပေါ့သူတို့တောင်ပုတ်လို့လူဘာလို့မှဆရာဆောက်မှာဆိုအမေကလက်မခံဘူးဘာဆိုလက်မခံနိုင်လဲဆိုတော့သူတို့ကရှောက်မယ်ဆိုတော့မျိုးလုံးဘုံခဏနေအောင်ဆရာလေးပြောမယ်အခုဆရာလေးကတပုတ်လို့မှနေတယ်အော်ဒီဆရာကြီးကဘယ်ရလဲအော်တိုင်အင်းကူကဆရာတော်ပြန်တော်မူပါလို့တယ်အော်တိုင်အင်းကူတာဝနာဝိပဿနာကြောင်းဆရာတော်လည်းမရှိတော့ကစင်ကြရဲ့ကိုရောက်ကြည့်ကြ အော် ဝိပဿနာနဲ့ ဟုတ် နော်တာသနာကဖြစ်တာမဟုတ်ဆရာလေးကမနေလို့မနေတာအဲ့တော့တာသနာကိုဆရာလေးအတွက်နဲ့တော့နာမည်အပြည့်မခံချင်ဘူးအဲ့တော့ဆရာလေးတစ်ပိန်အောင်ပါလေထီဆောင်လာဆောင်လာနေပါရစေအဲ့လိုတော့ဆရာလေးကောင်းတဲ့နေရာမှာမနေပါရစေနဲ့အဲ့တော့ဆရာလေးအဆင်ပြေတယ်လို့ပဲနေမယ်အဲ့တောင်းလို့မှလည်းဆောက်ဖို့လို့သူကလာတည်ရင်မှုဟိုတည်ရင်မှုကလည်းသူက GE ရဆိုတော့သူကဆောက်လို့ရသူကဟေးဆိုတော့တနေ့ချင်းပြီးတယ် อืม အဲ့ ဟု လို တ် ဟာလေးဆိုတော့အတင်းတားတယ်ဘယ်ရောက်ဟိုးနံပါတ်2ရောက်ရင်နံပါတ်2ပုံညာအဲ့ဓမ္မယုံဓမ္မကြီးတရားပြအဲ့စံကြောင်းဓမ္မကြီးဆရာအဲ့လိုထိုးပေးတာဓမ္မမှမနေရဲတာကြောက်တာမဟုတ်သာသနာကိုမထိခိုက်ချင်တိုင်းအင်းသာသနာကစင်ကြဲနဲ့ဟိုရောက်ဒီရောက်ဆိုတာမဖြစ်တိုင်းအင်းကလည်းမဆိုဘူးကွာဒီလိုပဲနောက်ရောက်တဲ့စီမှာလည်းအဲ့လိုပေါ့နော်ကိုယ်တိုင်ကျင့်တာတော့ကိုယ်တိုင်ကိုကြည့်တာပြန်ပြောတော့ရလွယ်ကြတော့အဲ့ဒီမှာဆိုတာဆရာရဲ့အတုပါလက္ခဏာတွေမြင်ချဖို့အဲ့နံပါတ်2မှာဒီလိုတန်းရည်တွေနဲ့နေရတာလေတန်းရမှာအလို2ယောက်အိတ်ကတင်တစ်လုံးအရှိမှာ2ယောက်ချင်းရင်းမှာ2ယောက်ဒါပဲအိမ်ပေါ်မှာ4ယောက်ဆိုတော့8ယောက်အပြင်မှာဒီလိုကပြင်းလေးမှာ2ယောက်အဲ့လောက်ပဲထိုင်လို့ရတာထိုင်လို့ရတော့အဲ့ဒီ